ညီမမင်းရဲ့ကော်ဖီကိုတငုံလောက်တောက်လို့ရမလားနေမကောင်းလို့လားဒါပေမဲ့ကျမတောက်လက်စကြီးရှင်ဒီလိုအရေးသွေးနေတဲ့အသင့်ကျော်ကော်ဖီကိုငါမတောက်နိုင်ဘူးသွားပြီးလက်ဆက်ဖြော်ထားတဲ့ကော်ဖီတစ်ခွက်သွားဝယ်ပေးလို့ရမလားဒါပေမဲ့ကျမအခုအင်တာဗျူးရှိလို့အလင်းလိုနေတာရှင်ကူညီပါညီမလေးရကူညီပါငါတည်တော့မယ်ကောင်းပါပြီဒါပေမဲ့အောင်ထားနော်ကျမပြန်လာခဲ့မယ်မင်္ဂလာပါရှင်လက်ဆက်ဖြော်ထားတဲ့ကော်ဖီတစ်ခွက်ပေးပါဦးနည်းနည်းလောက်မြန်လုပ်ပေးပါနော်ကျမအလင်းလိုနေလို့ပါအင်တာဗျူးနောက်ကြတော့မှာပဲကန်ဆိုးလိုက်တာကော်ဖီရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ရှင်ရော့ရှင်းကော်ဖီဒါကဘလို့အရသာကြီးလဲမင်းမဖြစ်နေတာလေကော်ဖီတစ်ခွက်တောင်တေးသေးချာချာမဝယ်တတ်ဘူးလားထားလိုက်တော့တကယ်နေတနေ့ပဲခွင့်ပြုပါဦးအမရဲ့လက်စည်းပေါ်ပါလေးခဏလောက်ငှားလို့ရမလားရှင်ကျမဒီကိုအင်တာဗျူးလာတာပါခုနကတင်အဝတ်စားပေါ်ကော်ဖီပေးသွားလို့ပါအမရဲ့ဆက်သွယ်ရမယ့်ချက်လက်လေးပေးခဲ့လို့ရမလားအင်တာဗျူးပြီးတာနဲ့ချက်ချင်းပြန်ပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်တကယ်ကိုကျေးဇူးတင်ပါတယ်ရှင်စိတ်ထဲကနေတကယ်အတိမတ်ပြုပါတယ်မင်း9မိနစ်နောက်ကြတယ်ပထမအဆင့်ကမိနစ်30အတွင်းအဖွဲလိုက်ခေါင်းစဉ်အလိုက်ဒီဇိုင်းဆွဲရမှာအဖွဲတာလည်းပြီးသွားပြီးတောင်းပန်ပါတယ်ရှင်လမ်းမှာအဆင်မပြေမှုလေးနည်းနည်းရှိသွားလို့ပါကျမလက်နဲ့ပုံဆွဲတာတော်တော်မြန်ပါတယ်စကတ်ချက်ပုံတွေကိုတာဝန်ယူနိုင်ပါတယ်ကျမကိုရှင်းတို့အဖွဲ့တွေပေးဝင်လို့ရမလားဟင်ငါတို့တတာဝန်တွေခွဲဝေပြီးသွားပြီးအခုမှလူတစ်ထည့်ရင်ပြန်ဆွေးနွေးရအောင်မယ်အချိန်မရှိဘူးဒီလိုအရေးကြီးတဲ့အကဲဖြတ်မှုမှာအချိန်တောင်မှန်အောင်မလာနိုင်တဲ့လူနဲ့ငါတို့အနေနဲ့မစွန့်နိုင်ဘူးတခြားလူသွားမေးကြည့်ပါဘယ်သူမှမင်းကိုအဖွဲ့တွေမခေါ်ချင်ကြဘူးမင်းအခုပဲလက်လျှော့မလားဒါမှမဟုတ်တယောက်တည်းတစ်ဖွဲ့အနေနဲ့လုပ်မလားကျမတယောက်တည်းလုပ်နိုင်ပါတယ်ရှင့်အချိန်ကဘယ်သူကိုမှမဆောင်ဘူးဒါဘယ်သူရဲ့ဒီဇိုင်းမူချမ်းလဲကောင်းပြီအခုနောက်တစ်ဆင့်တက်မဲ့အဖွဲ့တွေကိုကြီးညာမယ်အဖွဲ့တွေရောနောက်တစ်ဆင့်ကိုတက်လန်းခွင့်ရပါတယ်ဒါတွေအကုန်လုံးမနက်ကတွေ့ခဲ့တဲ့အယူကြောင့်ပဲခဏဆောင်မှုကလို့ကုမ္ပဏီကမင်းတို့အားလုံးအတွက်ရုပ်တရက်ဆောင်မေးပွဲတစ်ခုပြင်ဆင်ထားတယ်မင်းတို့ခုနကဆွဲထားတဲ့ sketch ပုံတွေအပေါ်မူတည်ပြီးထောက်ကရေးဌာနကတန်ဖိုးနေတဲ့ထေစာတွေနဲ့နမူနာဝတ်စားတွေကိုချုပ်လုပ်ထားတယ်စီကံချက်ကတော့မင်းတို့ရဲ့နမူနာထည်တွေကိုယူပြီးကုမ္ပဏီတွင်းမှာပဲရောင်းရမယ်သတ်မှတ်ထားတဲ့ဈေးနှုန်းကဒေါ်လာ200စီဖြစ်ရမယ်တစ်စစ်ရော့တာနဲ့ပြုတ်မယ်ဒီလိုနိုင်လုံကိစ္စမျိုးကိုအလကားပေးရင်အောင်လူတွေကရားတယ်လို့ညှိကြမှာဒါကိုဒေါ်လာ200နဲ့ဘယ်လိုရောင်းရမှာလဲမလုံနိုင်တဲ့သူရှိရင်နှုတ်ထွက်နိုင်တယ်အချိန်စတင်ပါပြီမင်္ဂလာပါရှင်ဒါကကျွန်တော်တို့ရဲ့နောက်ဆုံးပေါ်ရိုးရှင်းတဲ့ဒီဇိုင်းနဲ့အဝတ်စားပါဒေါ်လာ200ပဲကျတင်ပါတယ်ဒီလိုအဝတ်စုပ်ကြီးနဲ့လူတွေကိုလိမ်ညာနေတာလားငါ့ကိုပရဟိတလုပ်ငန်းလုပ်နေတယ်ထင်လို့လားဖယ်ဆန်းဒီကောင်ရဲ့ချုပ်လုပ်ပုံကတကယ်ကိုအံ့ဩဖို့ကောင်းလိုက်တာဒါလွတ်လပ်တဲ့ဒီဇိုင်နာတယောက်ရဲ့ကန့်သက်ထုတ်ကုန်လားဟင်ဒါကျမကိုယ်တိုင်ဖန်တီးထားတဲ့မူရင်းဒီဇိုင်းပါတစ်ထည်လေးရှိတာပါတိုက်ဆိုင်လိုက်တာကျမဒီညခေတ်ရှေ့ပြေအမှုပညာပြပွဲကိုသွားမလို့ဒီကောင်ဝင်ကကွက်တီပဲဟေးဒီကောင်ဝင်ရောင်းဖို့လားဘယ်လောက်လဲဒေါ်လာ200ပါရှင်ဘယ်လောက်လဲ200ဟုတ်လားဒီလိုနိုင်လုံပိတ်ဆာမျိုးအတွက်လက်ကားဈေးကဒေါ်လာ20တောင်မရှိဘူးရှင်ကျမတို့ကိုဒါပြတိုက်နေတာလားလိမ်ညာပြီးအမျက်ကြီးစားနေတာလားပိတ်ဆာကတော့အညံစားဆိုတာအမှန်ပါပဲကျမမငင်းပါဘူးဒါပေမဲ့အမဒီညသွားမယ့်နေရာကခေတ်ရှေ့ပြေအမှုပညာပြပွဲမဟုတ်လားရှင်အမှုပညာပြပွဲဆိုတော့ဘာဖြစ်လဲအမှုပညာပြပွဲကိုအဝတ်စုပ်တွေဝတ်သွားပြီးကြွားရမှာလားခေတ်ရှေ့ပြေအမှုပညာဆိုတာတော်လန်ပုံကန်ခြင်းအပေါ်အခြေခံတာပါသူကတင်းကျပ်တဲ့လူဒန်းစားအလှပဆိုင်ရာစံနှုန်းတွေကိုရိုက်ချိုးပစ်လိုက်တာဒါကဖက်ရှင်လောကမှာအစမ်းကြားဆုံးခြေလှမ်းတစ်ခုပဲဈေးကြီးတာနဲ့ဈေးပေါ်တာကိုစန့်ကျင်ဘက်တွဲဖက်ပြခြင်းလို့ခေါ်တယ်ဒီဝတ်စုံကိုဝတ်ဆင်ကြည့်လိုက်ပါအမရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေရမယ်ကိုယ့်ရဲ့တန်ဖိုးကိုတက်တည်ပြဖို့ဈေးကြီးတဲ့ပိုးတွေမလိုပါဘူးအဝတ်စုပ်တစ်စတောင်အမနဲ့ဆိုရင်ခေတ်ရှေ့ပြေအမှုပညာတစ်ခုဖြစ်သွားစေရမယ်အဲ့ဒီလူသုံးကုန်ဝါဒဆန့်ကျင်တဲ့စကားကြောင့်ပဲငါအခုချက်ချင်းငွေပေးချေလိုက်မယ်အကယ်၍ငါဒီနေ့ပြပွဲမှာဒါကိုဝတ်သွားလို့ဘယ်သူမှဖုန်းနံပါတ်မတောင်းရင်နှက်ပြန်ကြရင်ငါဒီကိစ္စကိုလာရှင်းမယ်စိတ်မပူပါနဲ့အမရဲ့ဖုန်းပေါက်ကွဲထွက်သွားစေရမယ်ဒီညမှာတောက်ပနိုင်ပါစေရှင်မင်းကနောက်ဆက်တွဲဆက်ဆောင်မေးပွဲကိုအောင်မြင်ခဲ့ပေမဲ့မင်းရဲ့ပညာရေးချင်းကတက်မွေးဝမ်းကြောင်းဒီပလိုမာပဲဖြစ်နေတယ်ဒါကကုမ္ပဏီရဲ့ပညာရေးစံနှုန်းတွေနဲ့မကိုက်ညီဘူးစိတ်မကောင်းပေမဲ့မင်းကိုအလုံးမခံနိုင်ဘူးအထူးသဖြင့်မင်းအင်တာဗျူးကိုနောက်ကျခဲ့တဲ့အတွက်ကြောင့်ပဲ Director Hayes ကျမမှာဘွဲဒီဂရီမရှိတာမှန်နိုင်ပေမဲ့ဒီဇိုင်နာတယောက်ရဲ့အရေးကြီးဆုံးအရေးချင်းကဒီဇိုင်းစိတ်ကူးစိတ်တန်း Design Inspiration လို့ကျမယုံကြည်ပါတယ်ဒါအပြင်ကျမနောက်ကျရတာကလမ်းမှာအယူတယောက်နဲ့တွေ့ခဲ့လို့ပါကျမသာသူ့ကိုမကူညီခဲ့ရင်ကျမရဲ့အဝတ်စားတွေဒီလိုပေးပွားသွားမှာမဟုတ်ဘူးဒါတွေအကုန်လုံးအဲ့ဒီအယူရဲ့အဖြစ်တွေပဲမင်္ဂလာပါ Mr. Starlin ရှင်မဲခဏလေးအဲ့ဒီအယူကတကယ်တော့ Mr. Starlin ဟုတ်လားအခုတော့ငါတကယ်သွားပြီးရက်လိုက်စမ်းဘသူကမင်းကိုထွက်သွားခွင့်ပေးလို့လဲလက်ပြန်ကားစားပြီးမင်းမှုဆောင်ရုံးခန်းမှာငါရဲ့ကိုရေးကိုရာလက်ထောက်အဖြစ်အလုပ်လုပ်ရမယ်စိတ်မကောင်းပါဘူး Mr. Starlin ကျမဒီကိုလာတာဒီဇိုင်နာလုပ်ဖို့ပါရှင့်အတွက်ကော်ဖီဝယ်ပေးဖို့မဟုတ်ဘူးမင်းရဲ့ပညာရေးချင်းနဲ့ဆိုရင်ဘယ်ထိပ်တန်းဒီဇိုင်းကုမ္ပဏီကမှမင်းကိုအလုပ်ခံမှာမဟုတ်ဘူးမင်းရဲ့ပညာရေးနဲ့နောက်ခံသမိုင်းကမင်းရဲ့အကြီးမားဆုံးအားနည်းချက်ပဲငါရဲ့လက်ထောက်အဖြစ်ပဲလုပ်နိုင်မယ်။ခွင့်ပြုပါဦးရှင်။သမီးဖုန်းတစ်ချက်ကင်လိုက်အောင်မယ်။မင်းရဲ့ဘန်မန်နေဂျာကမင်းအလုပ်ထွက်လိုက်ပြီလို့ဘာလို့ဖုန်းဆက်ပြောတာလဲမိမိသမီးရှင်းပြမရစီငါဘာမှမကြားချင်ဘူး။အခုချက်ချင်းအိမ်ပြန်လာခဲ့သမီးအခုချက်ချင်းအိမ်ပြန်ရမယ်မစ္စတာဆရာလင်။ဒါဆိုဒီအလုပ်လျှောက်ထားသူကိုကျမတို့ခံအောင်ပါလားဟင်။အတိတ်ပဲမရှိတာ။ဘန်လို့ဆိုတာတစ်သက်လုံးအတွက်ခိုင်မာတဲ့အလုပ်မျိုးမင်းကဒီလောက်ကောင်းတဲ့အလုပ်ကိုဆုံးလုပ်ပြီးဘာသွားလို့မလို့လဲမင်းကငါတို့ဆွေမျိုးတွေနဲ့တငယ်ချင်းတွေကြားတဲ့ငါတို့ကိုအလောင်းခံရအောင်လုပ်နေတာလားဒီဇိုင်နာတယောက်ဖြစ်ဖို့ကသမီးငယ်ငယ်လေးကလေးကမက်ခဲ့တဲ့အိမ်မက်ပါဘာလို့နားမလည်ပေးနိုင်ရတာလဲအိမ်မက်တွေနဲ့စားလို့ရလို့လားဘန်လောက်ကလေလူတွေအများကြီးကအဲ့ဒီမှာအလုပ်ရဖို့အသေးလဲစူးစမ်းနေကြရတာမင်းကတော့ဒီတိုင်းထွက်လိုက်တယ်ဟုတ်လားဒီဇိုင်းဆွဲရတာကသမီးတကယ်ဝါသနာပါတဲ့အရာပါသမီးနောက်တမရချင်ဘူးငါမင်းကိုသမီးဖြစ်ကနေဆွန့်လွတ်လိုက်မယ်ဟယ်လိုခလိုအီလားရှင်မမတို့က Starling Group ရဲ့ Director ပါမနေ့ပြန် Starling Group ကိုအလုပ်ဝင်ဖို့အတွက်လာခဲ့ပေးပါဦးနော်Mr. Starlin ဒါကဒီနေ့အတွက်အစည်းအဝေးစီစဉ်ပါညနေ3 နာရီမှာကုန်ပစ္စည်းပံ့ပိုးသူနဲ့အစည်းအဝေးရှိပါတယ်တကယ်ပဲလားမင်းကအဲ့ဒီအဝတ်စားကိုဝတ်ထားတာလားငါနဲ့တူကုန်ပစ္စည်းပံ့ပိုးသူနဲ့သွားတွေ့ဖို့ကိုလားတက်ရရှိနေတာပဲဘာဖြစ်လို့လဲရှင်မင်းရဲ့အခုအဆောင်ကမင်းကိုကောလိပ်ကျောင်းသူတယောက်လိုထင်ရစေတယ်ဒါကထိပ်တန်း fashion design ကုမ္ပဏီတစ်ခုပဲမင်းက Starling Group ရဲ့မျက်နှာစာဖြစ်ရမှာကျမကရှင်ရဲ့လက်ထောက်ပါ
ရုပ်ရည်ထက်အလုံးစွမ်းဆောင်ရည်နဲ့ကျွမ်းကျင်မှုကပိုရေးကြီးတင်တာမဟုတ်ဘူးလားရှင်ဖက်ရှင်လောကမှာတော့ခြေဆုံးကောင်းဆုံးပြောင်မြောက်နေဖို့ကမင်းရဲ့လိပ်စာကပ်ပဲသွားငါအတွက်ကော်ဖီသွားဖြော်ချေအခြေခံသိဉာဏ်လုံးဝမရှိဘူးသူကဘာဖြစ်နေတာလဲငါဘာဝေးရမလဲဆိုတာအထိလိုက်ချုပ်ချယ်နေတယ်မစ္စတာစတာလင်ရှင်အတွက် Ice Americano ပါရေခဲလျှော့ကော်ဖီပြင်းပြင်းပါငါကော်ဖီတောက်ချင်တာအစိမ့်မဟုတ်ဘူးမစ္စတာစတာလင်ကျမရှင်ပြောတဲ့အတိုင်းကွက်တီဖြော်ထားတာပါငါရေခဲလျှော့လို့ပြောတာကရေခဲတုံးတုံးပဲထည့်ခိုင်းတာပြန်ဖြော်ခဲ့ကောင်းပါပြီမစ္စတာစတာလင်အခုချက်ချင်းပြန်ဖြော်ပေးပါမယ်အဲ့ဒီကော်ဖီကိစ္စကိုပဲစိတ်ထဲရောက်နေတော့လားငါစကားကိုသာမှတ်ထားလိုက်မစ္စတာစတာလင်ကိုအတွင်းရေးမှူးတက်သမားလို့လူသိများကြတာပြီးခဲ့တဲ့လကထိတ်တန်းကျောင်းတွေကလာတဲ့အတွင်းရေးမှူး၃ယောက်စလုံးသူ့စိတ်ကြိုက်ကော်ဖီမဖြော်နိုင်လို့အလုပ်ထုတ်ခံလိုက်ရတယ်ဒီအတိုင်းအလုပ်ထုတ်ခံလိုက်ရတာအလုပ်ထုတ်ခံရတယ်ဟုတ်လားကော်ဖီတစ်ခွက်တည်းကြောင်းနေလားဟုတ်တယ်မစ္စတာစတာလင်ကိုယ်တိုင်ပြောတာမင်းကတတိယရဲ့အကြိုက်ကိုတော့မသိနိုင်ရင်ဘယ်လို့ကိုမှကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးတဲ့မင်းလည်းအချိန်ရှိတော့အလုပ်ထွက်လိုက်တာပိုကောင်းလိမ့်မယ်မဖြစ်နိုင်တာငါအလုပ်ထုတ်မခံနိုင်ဘူးလုံးဝစုံစမ်းလို့မရနိုင်စရာအကြောင်းမရှိပါဘူးဒါပဲဒီအောင်ပဲမစ္စတာစတာလင်ရှင့်အတွက်ကော်ဖီပါမစိုးပါဘူးလက်ခံလို့ရတဲ့အနေထားပဲမင်းကတော့လူမဟုတ်သေးပါဘူးမနှက်ပြန်လဲဒီတိုင်းပဲဆက်လို့ဒါကစတာလင်ဂရုရဲ့ဒီဇိုင်းဌာနကထုတ်ပေးတဲ့အရေးသွေးလားမင်းတို့ဒါအတွက်တစ်လားလုံးအချိန်ဖြုံးခဲ့တာလားစတာလင်ဂရုကအရေးချင်းမရှိတဲ့လူအုပ်စုကြီးကိုပဲအလုပ်ခံထားတာလားမစ္စတာစတာလင်နှစ်ပတ်လဲဖက်ရှင်ရှိုးကနောက်တစ်ဆက်ရက်ပဲလိုတော့တာပါအချိန်ကလည်းဒီလောက်ကနေပြီးကုန်ကြစရိတ်ကန့်သက်ချက်တွေလည်းရှိနေတော့ကျွန်တော်တို့အရင်ဒီဇိုင်းဟောင်းတွေကိုပဲအခြေခံပြီးလုပ်နိုင်တာပါရှေ့ရဲ့စံနှုန်းတွေကမြင့်လွန်းတော့လက်သက်ကြွရင်တောင်လုပ်နိုင်မှာမဟုတ်ဘူးကျမလုပ်နိုင်ပါတယ်မင်းကရင်နွေးချမ်းပဲလိုက်ချပေးရတဲ့လက်ထောက်တစ်ယောက်ပါမင်းကဘာသိလို့လဲဒီမှာလာပြဿနာမရှာနဲ့ဘယ်သူမဆိုလေကြီးလုံးကြီးတွေပြောနိုင်တာပဲဒီဇိုင်းဌာနတစ်ခုလုံးမဖြေရှင်းနိုင်တဲ့ပြဿနာကိုမင်းကဖြေရှင်းနိုင်မယ်ဟုတ်လားကျမကို9ရက်အချိန်ပေးပါပြည့်စုံတဲ့ဒီဇိုင်းတစ်ခုကိုမဖြစ်မနေဖန်တီးပေးပါမယ်တကယ်လို့မင်း3ရက်အတွင်းစိတ်ကြည်တဲ့စရာတစ်ခုခုမထုတ်ပေးနိုင်ရင်ဒီကနေချက်ချင်းလစ်လိုက်တော့ဒါကို3ရက်အတွင်းဘယ်လိုလုပ်ပြီးအောင်လုပ်ရမှာလဲမင်းကဒါလေးကိုတော့မလုပ်နိုင်ရင်ဘာသုံးဝင်အောင်ပါလဲအချိန်ရှိတော့အလုပ်ထွက်လိုက်တာပိုကောင်းမယ်3ရက်ဟုတ်လားကျွန်တော်တို့ပုံစံထုတ်ဖို့တော့အချိန်မလောက်ဘူးခလိုအီအခုပဲလက်လျှော့လိုက်ပါအရှက်မကွဲရအောင်လို့ကျေးဇူးပြုပြီးတစ်ချက်လောက်ကြည့်ပေးပါဒီလိုတောက်ပမှုနဲ့တွဲကြနေတဲ့ပုံစံကလေလုံးဝထူပိမ့်မနေဘူးပဲမင်းတွင်းကနေထိန်းထားဖို့ဘာကိုသုံးလိုက်တာလဲဒါကပြည်ရင်းဖြစ်ပိုးတဲ့အကောင်းစားပါဒါပေမဲ့ပိုးထည်ကဒီလိုမျိုးတင်းတင်းရင်းနဲ့ပုံကြတဲ့ပခုံးလိုက်မျိုးရဖို့မလွယ်ဘူးကျမကထိန်းပေးဖို့အတွက်အတွင်းခံအယိုးထည့်သုံးထားပါတယ်ဒါကအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အလှကိုပြေဝပေါ်လွင်စေပြီးဝတ်ဆင်ရတာလည်းအလွန်တက်တောင့်တက်တာရှိစေပါတယ်ဒါဟာ Sterling Group ကအလိုရှိတဲ့ဒီဇိုင်းမျိုးပါဒီဝတ်စုံကလာမယ့်ရာသီရဲ့အဓိကဆွဲဆောင်မှုဖြစ်လာမှာပါအဝယ်ဌာနကိုအကြောင်းကြားပြီးဒီပိုးထည်တွေကိုအများပြားဝယ်ယူခိုင်းလိုက်ပါကျွန်တော်နဲ့အတူလုပ်လာတာ9နှစ်10နှစ်လောက်ရှိပြီးပိုးထည်ဝယ်ယူရေးကိုသူတို့ကိုပဲအနံမှာပါပြီးတော့ဒီထည်ရဲ့စံတက်ချက်အစီရင်ခံစာကအတူပါအချက်လက်တွေကစံချိန်စံညွှန်းနဲ့လုံးဝမကိုက်ညီဘူးအရေးပြားတမ်းမတည့်တာမျိုးဖြစ်စေနိုင်တဲ့အပြစ်နာစာပါတဲ့ကုန်ပစ္စည်းတွေပါမင်းကမင်းကိုမင်းဘာကောင်မို့လို့လဲဒီလိုအဆင့်မြင့်အစည်းအဝေးမှာမင်းလိုလက်ထောက်သေးအဖွဲလေးကဝင်ပြီးအဆက်တရမ်းစရာမလိုဘူးသူ့ကိုအခုချက်ချင်းအလုပ်ထုတ်လိုက်မင်းကဘယ်တော့ကလေးကသူ့ကိုဆုံးမခွင့်ရသွားလို့လဲ event ကစီးနင်းတွေအကြောင်းပြောလာတော့လဲစီးနင်းအတိုင်းချက်လက်တွေကိုကြည့်ကြတာပေါ့ဖုန်းပေါက်ထိုင်ပမာဏကတမတ်ချက်ထက်3စာကျော်လွန်နေတဲ့မင်းက Sterling Group ရဲ့ဆယ်စုနှစ်ချီတမိုင်းကုန်သတင်းကိုအသုံးချပြီးကိုယ့်အိတ်ထဲပတ်စံထည့်ဖို့စ조사နေတာလားတက်ပြီးထောင်ဝါမနေနဲ့ငါမှာ Sterling Group ရဲ့အစုရှယ်ယာ15%ရှိတယ်မင်းဒီနေ့ဒီအဆိုပြုချက်ကိုညှင်းပယ်ဝင်ရင်မနှက်ပြန်ကြရင်အခြားရှယ်ယာရှင်တွေကိုပါသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေရုပ်သိမ်းခိုင်းလိုက်မယ် Sterling Group အရင်ပြိုလဲမလားဒါမှမဟုတ်မင်းရဲ့မတမာမှုတွေအရင်ပေါ်သွားမလားကြည့်ကြသေးတာပေါ့ Evan ကြီးစိတ်ချပါနှစ်ပတ်လဲအစည်းအဝေးအတွက်အားလုံးစီစဉ်ပြီးပါပြီ။ဘာကမရှိတော့တာနဲ့ Apex Tax တို့ကိစ္စကနေရမယ့်ကော်မရှင်တွေကိုငါတို့ဆက်ရမှာပဲစိတ်ရှုပ်စရာကြီး။ငွေအမြောက်များကိုဒုတိယဥက္ကဋ္ဌရဲ့ကိုယ်ပိုင်ကောက်ထဲလွှဲထားတာတွေ့ရတယ်။ဒရိုက်တာဖွဲ့ဝင်တို့ခင်ဗျာ Sterling ဟာလက်ထောက်လေးတယောက်ဘက်ကကာကွယ်ပေးဖို့အတွက်ကျွန်တော်တို့ရဲ့အကြီးဆုံးအထက်ပံ့ပိုးသူကိုစော်ကားခဲ့ပါတယ်။ဒါကြောင့်အခုရာသီတည့်ရဲ့ထုတ်လုပ်မှုလိုင်းတစ်ခုလုံးလုံးဝရပ်ဆိုင်းသွားပါပြီ။နေ့စဉ်ဆုံးရှုံးမှုကတန်းချီရှိနေပါတယ်။ကျွန်တော်ဒရိုက်တာဖွဲ့ရဲ့အရေးပေါ်ယာရုကနေဖေရှားရေးလုပ်ငန်းစဉ်ကိုစတင်ဖို့တောင်းဆိုပါတယ်။အာသာအနေနဲ့ယာရုကနှုတ်ထွက်ပြီးစီမံခန့်ခွဲမှုအာဏာကိုလွှဲပြောင်းပေးရမယ်။ကျွန်တော်အရင်ကလည်းပြောမှုပါတယ် Sterling Group အနေနဲ့ဒီလိုမျိုးသားတဲ့ပံ့ပိုးသူမျိုးမလိုပါဘူး။ပြောရတာတော့လွယ်တာပေါ့။အခုလိုချိန်မှာဒီလောက်များပြားတဲ့အစင်းမြင့်ပိုးထည်ကောင်းတွေကိုလက်ကျန်အဖြစ်ဘယ်ကနေသွားရှာမလဲ။ရှင်းတို့တွေကဘယ်သူမှသူ့ကိုအာရမမခိုင်းစေနိုင်ဘူး။ဥရောပရဲ့ထိပ်တန်းဆက်ယုံဖြစ်တဲ့လင်းစုပ်ကလာမယ့်3လပတ်အတွက်အထူးတိုက်ရိုက်ပံ့ပိုးမှုသဘောတူညီချက်ကို Sterling ထံကျမတရားဝင်တင်ပြအပ်ပါတယ်။မင်းတို့ပစ္စည်းရရင်တောင်မှဝိုင်းရဲ့အဖွဲ့ဝင်တွေကိုမင်းအာဏာရှင်ဆန်ဆန်ဘေးပယ်ထားတာကိုဖုံးကွယ်လို့မရပါဘူး။ Sterling ကတော့ဒုတိယဥက္ကဋ္ဌနဲ့ Dennis တို့လွန်ခဲ့တဲ့3နှစ်ပတ်လုံးနဲ့ Pax Tax ကိုအသုံးပြုပြီးကုမ္ပဏီရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့ခိုင်လုံတဲ့သက်သေအထောက်အထားတွေပါ။ဥပဒေရေးရာဌာနအခုချက်ချင်းရဲခေါ်လိုက်။လုံခြုံရေးဒီကပ်ပါကောင်2ကောင်ကိုဆွဲထုတ်သွားပြီးချက်ချင်းတရားစွဲလိုက်စမ်းအာသက်နှစ်တွေအများကြီးကြာသွားပေမဲ့မင်းရဲ့ပြဿနာရှင်းလင်းပုံကចောင်းလုံးကအတိုင်းပြတ်သားပြီးပြင်ပြန်တုံးပဲနော် Stella ဒီတစ်ခေါက်အခြေအနေကိုလာကယ်တင်ပေးဖို့အတွက်ပြန်တန်းလာပေးလို့ကျေးဇူးတင်ပါတယ်။သူကဗန္နာရေးနယ်ပယ်ကထိပ်တန်းရင်းနှီးမြှုပ်နှံမှုဘဏ်အမှုဆောင်တဦးပါ။သူနဲ့ Sterling ကတကယ်ကိုလိုက်ဖက်ညီတဲ့စံပြမောင်နှံပါပဲ။ကားပေါ်တက်ငါအိမ်လိုက်ပို့ပေးမယ်။တက်ပါနောက်ကျနေပြီးငါကားမောင်းပြီးအိမ်ပြန်ပို့ပေးရစီ။ဒီနေ့တကယ်တော့ခဲ့တယ်နော်။ရပါတယ် Sterling ကျေးဇူးပါ။ကျမအထဲမှာတောက်ထားတာနည်းနည်းရှိလို့တယောက်တည်းလမ်းလျှောက်ပြန်ပါရစီ။လေကောင်းလေတန်လည်းရတာပေါ့။ဒါအပြင်ကျမမှာရှင်းရမယ့်ကိစ္စလေးတွေကြံသေးလို့ပါငါရုံးကိုအလုပ်သွားလို့မလို့။အလုပ်ကမနှက်ဖြန်မှလုပ်လဲရပါတယ်မဟုတ်ပါဘူးခရတကယ်ပါကျမအဆင်ပြေပါတယ်။ဆယ်လာကပြည်ပကနေအခုမှပြန်ရောက်တာလေ။ရှင်ဆယ်လာကိုပဲအဖော်လုပ်ပေးတင်ပါတယ်။ Sterling ကျမသွားတော့မယ်နော်။ရတယ်ကားကိုယူသွားလိုက်ပါ။ကျမတယောက်တည်းလမ်းလျှောက်ချင်တယ်လို့ပြောခဲ့တယ်မဟုတ်လား။မင်းကလင်းချင်းခံချင်တယ်လို့ပဲပြောတာလေ။ပြီးတော့လမ်းလျှောက်ပြန်မယ်လို့ပဲပြောတာငါလိုက်လို့မရဘူးလို့မပြောထားဘူးလေ
ကဲလာပါအတူတူလမ်းလျှောက်ရအောင်အမှန်တော့ဒီနေ့ပွဲတော်မှာကျမနည်းနည်းအသက်ရှူချက်တလို့ခံစားရတယ်ဟန်ဆောင်ပတ်လွှားမှုတွေနဲ့မြောက်ပင်သွေးဆောင်မှုတွေအားလုံးကကျမဖန်တီးခြင်းနဲ့စစ်မှန်တဲ့ဒီဇိုင်းနဲ့ဝေးကွာသွားတယ်လို့ခံစားရစေတယ်ဒါကြောင့်ပဲမင်းကစတူဒီယိုစီကိုအပြေးလွှားပြန်ချင်နေတာကိုဒီဇိုင်းကကျမအားကိုးနိုင်တဲ့တခုတည်းသောအရာပဲလေဒီလုပ်ငန်းနယ်ပယ်ထဲမှာကျမမှာဘာဆက်သွယ်မှမရှိဘူးကိုလောက်ကပဲတက်တေပြပါစေတာဟာအတိမတ်ပြုမှုရနိုင်မဲ့တခုတည်းသောနီးလန်းပဲထုံမင်းကိုတက်တေပြနေစရာမလိုပါဘူးဘာလို့လဲဆိုတော့ငါမျက်လုံးထဲမှာတော့မင်းကအမြဲတမ်းတောက်ကနေပြီးသားမို့လို့ပါဘယ်သူနဲ့မှအစားထိုးလို့မရဘူးဒါအပြင်စတယ်လာနဲ့ငါအကြောင်းဆိုရင်တော့ငါတို့မိဘတွေကအတိကျွမ်းသဘောလောက်ပဲရှိကြတာပါဒါပါပဲငါရဲ့လုပ်ငန်းဖော်ကြောင့်မသက်ဆိုင်တဲ့သူတွေကငါတို့ကြားမှာနားလည်မှုလွဲတာမျိုးမဖြစ်စေချင်ဘူးကလိုရီတတိပြန်သွင်းစမ်းနင်ကဒီကိုအတော်ဆုံးဒီဇိုင်နာဖြစ်ဖို့လာတာစင်ဒီရဲလာဖြစ်ဖို့အိမ်မက်မက်ဖို့မဟုတ်ဘူးမိကအရာအလုံးကိုပြကြအောင်လောင်းကျွမ်းသွားစေခဲ့ပြီးနှစ်လတိုင်တိုင်ပြင်ပန်းခံစူးစမ်းထားတာတွေအထက်လေး၈သိန်းလုံးအားလုံးမိတဲ့ပါသွားပြီပစ္စည်းအရမရက်ကတန်းဘက်ခါဒန်ကြီးကဒေါ်လာတန်း60အထိရှိနိုင်တယ်မစ္စတာစတာလင်ပိတ်စအသစ်တွေရှာတာနဲ့ကမန်ကရန်ထုတ်လုပ်ဖို့ကြားထဲမှာအန်အိုစရာဖန်တီးမှုတစ်ခုတောင်ဒီအော်ရာကိုအချိန်မီမပေးမြောက်နိုင်ဘူးအခုလက်ရှိတစ်ခုလေးသောရွေးချယ်စရာကသတင်းစာရှင်းလင်းပွဲလုပ်ပြီးအမှားကိုလူသိရှင်ကြားဝန်ခံတောင်းပန်ဖို့ပါပဲအမတ်တစိရဲ့ဂုံသတင်းထိခိုက်မှုကိုအနည်းဆုံးဖြစ်အောင်လျှော့ချဖို့ပါကျမတို့အမှားဝန်ခံလို့မရဘူးကျမတို့စီမှာပစ္စည်းအစင်သင့်မရှိရင်ကွန်ဆက်ကိုရောင်းကြတာပေါ့ကလိုရီနင်လိုလက်ထောက်တေးသေးလေးကဘာတိလို့လဲအင်ဂျီမရှိပဲဖောက်တယ်တွေကိုလေးပဲဝယ်ခိုင်းမလို့လားကျမတို့မူလတိုက်ရိုက်ရောင်းချမှုကိုပြောင်းလဲပြီးကမ္ဘာလုံးဆိုင်ရာကန့်သက်ချက်နဲ့ကြိုတင်မှာယူမှုစနစ် pre-sale ပြုလုပ်ပါမယ်၃ရက်အတွင်းမှာအထက်၈သိန်းလုံးထုတ်ဖို့မလိုပါဘူးရှစ်စုံပဲလိုအပ်ပါတယ်အကောင်းမွန်ဆုံးနဲ့အမှုစိတ်ဆုံးကွန်ဆက်နမူနာပုံစံရှစ်စုံပဲ online virtual စမ်းဝစ်ကြည့်တဲ့စနစ်နဲ့ပေါင်းစပ်ပြီးကျမတို့ဒီချက်တဲကိုပြောင်းလဲနိုင်ပါတယ်စမ်းသစ်တဲ့ hunter marketing မဟာဗျူဟာအဖြစ်ပြောင်းလဲနိုင်ပါတယ် hunter marketing ဟုတ်လားနင်ဒါကိုကလေးကစားစရာထင်နေတာလားအဆင့်မြင့်ပိတ်စတွေအားလုံးမိလောင်သွားပြီးတော့၃ရက်အတွင်းမှာအကောင်းဆုံးနမူနာရှစ်စုံဖြစ်အောင်ဗာနဲ့လုံးပါလဲနင်ကဒီအဖြစ်အပျက်ကိုပိုကြီးမားတဲ့အကက်ပေးကြီးဖြစ်အောင်လုပ်နေတာပဲဟုတ်ပါတယ်မစ္စတာစတာလင်ဒါကတိတ်ဆုံစားရလုံးပါတယ်နမူနာတွေကိုမလုပ်နိုင်ရင်ဒါမှမဟုတ်ဖောက်တယ်တွေကသဘောမတူရင် Sterling Group ရဲ့ဂုဏ်သိက္ခာပျက်စီးသွားလိမ့်မယ်ကိုတော်မကြီးတွေကအဖို့တန်ပိတ်စတွေမိလောင်သွားပေမဲ့ကိုတော်နှစ်ထဲမှာအခြေခံပိတ်စတွေအများကြီးကျန်ပါသေးတယ်ပိတ်စတွေနဲ့အပိုင်းစတွေရှိပါသေးတယ်စစ်မှန်တဲ့ဒီဇိုင်းဆိုတာဖွဲ့စည်းပုံနဲ့တီထွင်ဖန်တီးမှုအပေါ်မှာမူတည်တာပါပတ်စံတဲ့ပိတ်စတွေပုံအောင်သုံးတာမျိုးမဟုတ်ပါဘူးပိတ်စအစုပ်တွေကိုအဓိကပြသမဲ့အထည်အတွက်သုံးမယ်ဆိုတာလုံးဝအတိတ်ပဲမရှိတာပဲဒီလိုယူသွတ်တဲ့အစီအစဉ်ကိုကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်ကျွန်တော်ကလိုရီရဲ့အဆိုပြုချက်ကိုသဘောတူတယ်မစ္စတာစတာလင်ဒါကရှောက်ပေးနေတာပဲသူကပုံစံထုတ်တဲ့စက်ကိုတောင်ဘယ်နှခါမှမသုံးဘူးသေးတဲ့လက်ထောက်တစ်ယောက်ပဲလေဒေါ်လာတန်း60တန်ကြီးနဲ့ Sterling Group ရဲ့ဂုဏ်သိက္ခာအတွက်စွန့်စားရကြိုးနဲ့ပါတယ်အခုအချိန်ကစပြီး Hunger Marketing ကြိုတင်မှာယူမှုအစီအစဉ်ကိုတရားဝင်စတင်ပါပြီနောက်ထပ်82နာရီအတွင်းဒီဇိုင်းဌာနထောက်ပံ့ပို့ဆောင်ရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာနအားလုံးဟာကလိုရီရဲ့ကုကဲမှုအောက်မှာရှိရမယ်ဒါရိုက်တာတယောက်ကိုလက်ထောက်တစ်ယောက်ရဲ့စကားနားထောင်ခိုင်းနေတာလားဒီမှာရှိတဲ့သူအားလုံးဒေးဗစ်အပါဝင်ဗာမေးကွန်းမှမမေးပဲကလိုရီရဲ့အမိန့်ကိုနာခံရမယ်ဒီလိုရေးကြီးတဲ့အချိန်မှာတုံဆိုင်နေတဲ့ဒါမှမဟုတ်နှောင့်နှေးအောင်လုပ်တဲ့ဘယ်သူမဆိုချက်ချင်းနှုတ်ထွက်ပြီး Sterling Group ကနေအမြန်ဆုံးထွက်သွားလိုက်ပါအစည်းအဝေးပြီးလက်ထောက်ဘန်းနဲ့ကျမတို့ပြဿနာတက်ပြီးအဓိကနမနာခောက်ချိုးနမူနာမှာခါးကိုထိမ့်ပေးဖို့အနက်ရောင်အသွင်ပြင်ရှိတဲ့ပိတ်စာမမတဆလိုနေတယ်ဘယ်လောက်လိုတာလဲအနည်းဆုံးအရှိတဝက်လောက်လိုတယ်ဒီဝတ်စုံကတန်ဖိုးကြီးချုပ်လုပ်ထားတာညှက်လိုက်ရင်ပျက်စီးသွားလိမ့်မယ်ဒီနောက်ဆုံးပဟေနီအစိပ်ပိုင်းလေးပါသွားရင်တော့ဒါကအမြင့်မားဆုံးရည်ရွယ်ချက်ကိုပြီးမြောက်စေမှာပါရှင်စိတ်မပြတ်စေရပါဘူးကျမဒါကိုအစားပေါင်းများစွာပိုတန်ဖိုးရှိအောင်လုပ်ပြပါမယ်ကလိုရီကြိုတင်ရောင်းချမှုကအကြီးအကျယ်အောင်မြင်ခဲ့တဲ့ဒီဇိုင်းဌာနရဲ့ပူးပေါင်းဆောင်ရွက်မှုကအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့စီမံကိန်း bonus ဖောင်နဲ့အောင်မြင်မှုကြေညာချက်ဖောင်တွေကိုကျွန်တော်လက်မှတ်ထိုးပြီးမင်းကတွဲဖက်လက်မှတ်ထိုးသူအဖြစ်လက်မှတ်ထိုးပေးရုံပဲ၃ရက်တိုင်လူတိုင်းအချိန်ပိုဆင်းပြီးအလုပ်လုပ်နေချိန်မှာရှင်ကရုံးခန်းထဲမှာအိတ်နေပြီးပုံစံထုတ်တဲ့အခန်းထဲကိုခြေတပွားတော်မနှင်းခဲ့ဘူးအခုကျမှအောင်မြင်မှုကိုလာလို့လာလုံးဝအရှက်မရှိတာပဲကလိုရီကျေးဇူးကမ်းမနေနဲ့နင့်နေရနေသိပါနင်ကမှုဆောင်ရုံးခန်းထဲမှာလက်ဖက်ရည်လာချပေးတဲ့လက်ထောက်တစ်ယောက်ပဲကိုတိတ်အချိန်မကြီးစမ်းပါနဲ့ကျမကလက်ထောက်တစ်ယောက်ပါဒါပေမဲ့ဒီကော်ဖီလာချပေးတဲ့လက်ထောက်ကနံပါတ်ကို၃ရက်အတွင်းဒီဇိုင်းဆွဲခဲ့တာရှင်ကတော့၃နှစ်အတွင်းမှာတော့မဆွဲနိုင်ပဲဒရိုက်တာယာရုကိုကျမကဲတင်ပေးခဲ့တာကျမရဲ့စူးစမ်းအားထုတ်မှုကိုလာလို့ချင်းရင်တော့ဆက်ပြီးအိမ်မက်မက်နေလိုက်ဒီချက်လက်တွေနဲ့ကျမဒရိုက်တာဖွဲ့ထန်တိုက်ရိုက်တင်ပြမှာပါအဲ့ဒီကြရင်ဘာဖြစ်မလဲကြည့်ကြတာပေါ့ကလိုရီမင်းကငါ့ကိုအမြဲတမ်းအံ့ဩစေတာပဲဟဲလိုအမေသမီးအမေကိုသတင်းကောင်းတစ်ခုပြောမလို့ပဲကလိုရီအိမ်ကိုမြင်မြန်ပြန်လာခဲ့ပါနေ့ဖေအခုပဲတတိလေးလဲကြသွားလို့အမေစိတ်မပူပါနဲ့အဖေဘာဖြစ်တာလဲအမေစိတ်အေးထားပါအဖေဘာဖြစ်တာလဲဆရာဝန်ကအုံနောက်တွင်သွေးယိုစီးမှုပြင်းထန်တယ်လို့ပြောတယ်လူနာအခြေအနေစိုးရိမ်ရတဲ့အကြောင်းကြားစာထုတ်လိုက်ပြီမြန်လာခဲ့ဆရာဝန်ကြီးကျေးဇူးပြုပြီးကဲပေးပါသူ့ကိုအကောင်းဆုံးဆေးတွေပေးပါကျမအဖေကိုကဲနိုင်ရင်ဘယ်လောက်ပဲဖြစ်ဖြစ်ပေးပါမယ်ကျေးဇူးပြုပြီးစိတ်အေးထားပါအန်ဒီလူနာရဲ့အုံနောက်သွေးယိုစီးမှုကတိတ်ပြင်းထန်ပြီးဒီနေရာကလည်းအရန်နဲ့ပါတယ်အုံနောက်ပင်စီဘ ਹੁ အာယုံကြောစနစ်ကိုဖိမိနေပါတယ်အခုလောလောဆယ်တော့လူနာရဲ့အသက်ကိုတည်ငြိမ်အောင်ပဲစူးစမ်းပေးနိုင်ပါမယ်ဒါပေမဲ့လူနာကအချိန်မရွေးအသက်အန္တရာယ်ရှိနိုင်ပါတယ်ဆရာဝန်ကြီးတကယ်ပဲတခြားနည်းလမ်းလုံးဝမရှိတော့ဘူးလားထိတ်တန်းအာယုံကြောခွဲစိတ်ဆရာဝန်ကြီးပညာရှင်ကျမ်းကိုရမှဖြစ်မယ်ဒါပေမဲ့သူ့ရဲ့အချိန်စရာကလုံးဝပြည့်နေတယ်လက်ရှိမှာသူ့ကိုရှာဖို့တော့မလွယ်ဘူးခွဲစိတ်ကုသဖို့ပြန်တန်းလာခိုင်းဖို့ဆိုတာပိုတော့မဖြစ်နိုင်ဘူးဂျော့ချ်ဘန်နက်ရဲ့မိသားစုဝင်တွေဘယ်သူလဲခွဲစိတ်ခန်းကိုချက်ချင်းအစင်သင့်ပြင်ပါကျွန်တော်ကိုယ်တိုင်ခွဲစိတ်ပေးပါမယ်ကျမတော်တော်ကြောက်နေတယ်မကြောက်ပါနဲ့ကျွန်တော်ရှိတယ်အရာအလုံးအဆင်ပြေသွားမှာပါအဖေနောက်ဆုံးတော့နိုးလာပြီပဲရှင်ကျမတို့နှစ်ယောက်လုံးကိုတင်မတက်ထိလန့်စေတာပဲဘာလို့ငိုနေကြတာလဲဒီဖိုးကြီးကတေခဲပါတယ်မစိုးရိမ်ပါနဲ့အခုကျွန်တော်အဆင်ပြေပါပြီဒီမှာရှိတဲ့လူငယ်ကတော့တကယ်ကိုထူးခြားတဲ့သူပဲလို့ဒါသမီးရဲ့ရေးစားလားသူကျမတို့အတွက်အများကြီးကူညီပေးခဲ့တာသူကကျမတို့ကုမ္ပဏီကမစ္စတာစတာလင်ပါကျမရဲ့အထက်လူကြီးပါမစ္စတာဘဲနဲ့နိုးလာပြီဆိုတော့အေးအေးဆေးဆေးအနားယူပါအောင်ကျွန်တော်ရုံးမှာအစည်းအဝေးရှိလို့ပါကျွန်တော်သွားလိုက်ပါဦးမယ်
အမေကိုအမှန်တိုင်းပြောစမ်းပါသမီးရဲ့သူကတကယ်ပဲသမီးရဲ့အထက်လူကြီးဟုတ်လို့လားဘယ်ကုမ္ပဏီကြီးရဲ့အမှုဆောင်ရရှိကနေတိုင်းစေးုံကတင်ပေးမှလာဆောင်နေမှလဲပြီးတော့သူ့ရဲ့အဆက်အသွယ်တွေကိုတုံးပြီးသမီးဖေကိုရှာရခတ်တဲ့အထူးကုဆရာဝန်ကိုခေါ်ပေးပါမလဲသူကတကယ်ပဲကျမရဲ့အထက်လူကြီးပါအမေရဲ့ဘာလို့လဲဆိုတော့မကြသေးခင်ကကုမ္ပဏီကအရေးကြီးတဲ့ project တစ်ခုရှိခဲ့လို့ကျမဘက်ကလည်းကူညီပေးခဲ့တယ်ပြီးတော့ Mr. Starling ကသူ့ဝန်ထမ်းတွေကိုဂရုစိုက်တယ်လို့သူကကူညီပေးခဲ့တာပါဒါကြောင့်စိတ်ကူးမလွန်ပါနဲ့ဦးသူ့ရဲ့အဆင့်တန်းကိုလည်းထည့်တွက်ပေးပါဦးသူကကျမနဲ့ဘယ်လိုလုပ်ပတ်သက်နိုင်မှာလဲအရင်ကသမီးကိုအပြစ်မတင်ခဲ့တင်ဘူးဒါပေမဲ့အခုတော့အမေမြင်ပါပြီသမီးရဲ့အဲ့ဒီ Mr. Starling ကတကယ်ကိုတစ္ဆာရှိပြီးကျင်နာတတ်တဲ့သူပဲသမီးဖေလုံးဝနေကောင်းသွားတာနဲ့ကျမတို့ဖေးရမယ် Mr. Starling ကိုအိမ်မှာညစာစားဖို့သူ့ရဲ့ကျေးဇူးကိုတေချာပြန်ဆက်ဖို့အတွက်ပါဟုတ်ကဲ့ပါအဖေဆေးရုံကဆင်းပါပဲဒီအကြောင်းပြောကြရအောင်ပြီးတော့ Mr. Starling ရှင်ကပိန်သွားတယ်လို့ပဲဒါပေမဲ့ထမ်းရတာတော်တော်လေးလေးတာပဲစီးပွားရေးညစာစားပွဲတွေမှာလိုပဲရှင်ဒီလောက်အထိတခါမှမတောက်ဘူးဒါကြောင့်ခြေလန်းတတိထားပါဦးဘာလို့လဲဆိုတော့ Mr. Starling ရှင်မူးနေလို့ပါကျမရှင်ကိုပြားရည်ရည်သွားဖြော်ပေးပါရစေဘလို့မင်းမှာတကယ်ပဲနှလုံးသားရှိရဲ့လားရှင်ပါပြောလိုက်တာလေစေယုံလုံးကလည်းမင်းငါကိုချက်ချင်းတွန်းဖယ်ခဲ့တယ်ငါကမင်းအတွက်အဲ့လောက်တောင်ရှက်စရာကောင်းလို့လားငါကဒီလောက်အထိမူးမှာပဲမင်းကအနာကိုဒီလောက်ကလာမှာလားခေါင်းငါမင်းကိုသဘောကျတယ်ငါကိုနောက်ထပ်မရှောင်ပါနဲ့တော့Mr. Starling ဒါကဒီနေ့အတွက်အစီအစဉ်စရာပါအဲ့ဒီမှာပဲထားလိုက်ပါ Mr. Starling မင်းညကရှင့်အိမ်တကားဝကကိစ္စနဲ့ပတ်သက်ပြီးမင်းညကကျွန်တော်အတော့လုံသွားတယ်ကျွန်တော်လုံးဝသတိလစ်သွားတာပါကျွန်တော်ကမူးရင်ရောက်တဲ့ရာတွေရှောက်ပြောတတ်တဲ့လူပါကျွန်တော်တခုခုလုံလုံကျူးကျူးလုံးမိတာမျိုးမရှိဘူးမလားမင်းညကရှင်ဝင်လာတော့ကဆိုဖာပေါ်လဲကြပြီးအိပ်ပျော်သွားတာပါရှင်ဘာမှမပြောခဲ့ပါဘူးကောင်းပြီဒုတိယ3လပတ်ကြိုတင်ရောင်းချမှုအမျက်အစွန်းတွက်ချက်မှုတွေကိုဗန်နာရေးဌာနကိုယူသွားပြီးပြန်လုပ်ခိုင်းလိုက်ပါဒါပါပဲသွားနိုင်ပြီဟုတ်ကဲ့ပါ Mr. Starling ကျွန်မသွားလိုက်ပါဦးမေချိုးချင်းနဲ့ရိုးထုတ်ကိုထပ်ပြီးလွဲသွားပြန်ပြီခောက်ဆွဲကြောက်ထပ်စားရပြန်ပြီအန်ဂျင်လာပြီMr. Starling ဒါကအိမ်ကစပူမှုအစ်စ်ကတိတ်ပြီးအထမနဲ့လို့မှားပြီးတပွဲပိုလုံးမိသွားတာတဲ့မင်းမဲရှင်းလိုက်တော့ကျွန်တော်လက်ကြံတွေမစားဘူး Mr. Starling ကကျမရဲ့အကြိုက်ကိုဒီလောက်တောင်သိနေတာလားတိုက်ဆိုင်တာပါမင်းစားစာကိုစားလိုက်ပါစကားမများနဲ့တော့အားလုံးပဲလှုပ်လက်စတွေကိုခဏရက်ကြပါဦး Mr. Starling ကမကြသေးခင်ကအားလုံးရဲ့စူးစမ်းမှုကိုအတိမတ်ပြုတဲ့အနေနဲ့နေ့လည်ခင်းလက်ဖက်ရည်ပွဲမှာပေးထားပါတယ်။အိုးဖျားသခင်ကိန်းမုန်းတစ်ခုတည်းတောင်မှဒေါ်လာ20လောက်တန်တာပဲ Mr. Starling တက်တော်ရှိပါစေလက်ထောက်ပဲနဲ့ Mr. Starling ကဒါကိုအထူးတလဲမှာပေးလိုက်တာပါမင်းကြိုက်တဲ့မှန်းသိလို့ပင်လယ်စားလိုက်ချင်းနှင်းစီလေးကိတ်ကိုပါတစ်မျိုးလုံးမှာတစ်နေ့ကို10ပွဲပဲရတာနော်Mr. Starling ကလူတစ်ယောက်ကိုတန်းစီခိုင်းပြီးတခုလေးသောကိန်းမုံကိုဝယ်ပေးခဲ့တာ Mr. Starling ဘာရီဂျန်စီနေတာလဲတောင်းပန်ပါတယ်ရှင်ဒီကုမ္ပဏီမှာဒီလောက်ရတဲ့အလှပကြီးရှိနေလိမ့်မယ်လို့မထင်ထားမိဘူးကျွန်တော်နာမည်လီယန်ပါမြို့ပြဆောက်လုပ်ရေးလုပ်ငန်းစုကပါကျွန်တော်ကိုဝက်ချမှာအထားလိုက်ပါအောင်စိတ်မရှိပါနဲ့ Mr. လီယန်ကျွန်မအခုအလုပ်ချိန်တွင်းမို့လို့ပါဒါကြောင့်ကျွန်မရဲ့ကိုယ်ပိုင်မခတ်ကိုမပေးပါဘူးရှင်ကောင်းပြီလေဝက်ချမပေးလဲရပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိကုန်းတစ်ခုကိုတော့အခုချက်ချင်းဖြေပေးရမယ်ဆိုမင်းမရေးစားရှိလားရှိပါဘူးမင်းမရေးစားမရှိရင်ရပါပြီဒီနေ့ကစပြီးကျွန်တော်လီယန်ကဖလော့ကိုတရားဝင်လိုက်တော့မယ်မင်းတို့တီးတဲ့မစ်ရှလင်ကျဲပွင့်စင်ရှိတဲ့စပူမှုကိုဒီမနက်စာပြင်ဆင်ခိုင်းထားတာမင်းကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေမင်းနှလုံးသားကိုငါရယူမှာပဲစေတနာကိုတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမစားပြီးပါပြီမင်းညင်းဆက်နေအောင်မယ်ဆိုရင်ငါနေ့တိုင်းဒီကိုလာနေမှာဒီမှာကြည့်ပါဦးအခုကစပြီးမြို့ပြဆောက်လုပ်ရေးအုပ်စုနဲ့မင်းတို့ကုမ္ပဏီကရေရှည်အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရမှာမင်းသဘောတူပြီးငါရေးစားမဖြစ်မချင်းမင်းစီကိုငါဆက်လာနေမှာပဲအလုပ်ကအလုပ်ပါပုဂ္ဂိုလ်ရေးကပုဂ္ဂိုလ်ရေးပါကျမမှာကင်တွယ်ရမယ့်စာရွက်စာတမ်းတွေအကုန်ကြီးရှိသေးလို့ခွင့်ပြုပါအောင်မင်းမရေးစားမရှိဘူးလို့လီယန်ကိုပြောလိုက်တယ်ပေါ့သူ့ကိုမင်းစီလက်ခွင့်ပေးတဲ့သဘောမျိုးပြောလိုက်တာလားဒါဆိုရင်ဥက္ကဋ္ဌစတာလင်ရောရေးစားရှိလို့လားဟင်မရှိဘူးဒါဆိုကျမကလည်းဥက္ကဋ္ဌကြီးကိုလက်ခွင့်ရှိတယ်လို့သတိပေးနေတာလားမင်းကိုလိုက်ချင်နေတဲ့သူကငါကိုယ်တိုင်ပါဥက္ကဋ္ဌစတာလင်ရှင်ကကုမ္ပဏီရဲ့အထက်လူကြီးဥက္ကဋ္ဌလေးကျမကကြတော့တာမန်လက်ထောက်လေးပဲကျမတို့ကကောင်းကင်နဲ့မြေကြီးလိုကွာခြားလုံးပါတယ်ကျမတို့ပတ်သက်မှုကလူသိရှင်ကြားဖြစ်သွားရင်ရုံးကအတင်းချင်းစကားတွေကြားမှာကျမအသက်ရှူချက်ပြီးတည်လိမ့်မယ်အတားအဆီးတွေနဲ့အတင်းချင်းစကားလုံးတွေအားလုံးကိုငါပဲတာဝန်ယူဖြေရှင်းပေးမယ်မင်းကိုဘယ်တော့မှစိတ်ဆင်းရဲမခံစေရပါဘူးမင်းဘက်ကသဘောတူရုံပဲလို့လေကျမသဘောတူနိုင်ပါတယ်ဒါပေမဲ့ကျမတို့လျှို့ဝှက်တွဲကြရမယ်ရုံးထဲမှာဆိုရင်ရှင်နဲ့ကျမကအထက်လူကြီးနဲ့လက်ထောက်အဆင့်ပဲရှိရမယ်ဘယ်သူမှမသိစေရဘူးလျှို့ဝှက်တွဲရမယ်ဟုတ်လားအာတာစတာလင်တယောက်ရေးစားတယောက်နဲ့တွဲဖို့ဒီလိုမျိုးပုံရှိုးကွယ်ရှိုးလုပ်နေရမယ်ပေါ့မတူရင်လည်းမတွဲပဲဒီအတိုင်းပဲဖြစ်လိုက်ကြရအောင်မင်းပြောတဲ့အတိုင်းဖြစ်စေရမယ်လျှို့ဝှက်တွဲကြတာပေါ့ရှင်အရင်သွားနေနော်ကျမဒီမှာခဏဆောင်မယ်10မိနစ်နေမှကျမတက်လာခဲ့မယ်လက်ထောက်ဘန်းနဲ့ဒီတစ်ပတ်သေးတင်ငါတို့တီးခြားစီသွားနေရတာဒါနဲ့ဆို3ချိန်မြောက်ရှိပြီငါတို့ကတွဲနေကြတာပါသူရှိုးလုပ်ငန်းလုပ်နေတာမဟုတ်ဘူးလေတတိထားတော့ပိုကောင်းတာပေါ့လျှို့ဝှက်တွဲနေတာလေအာသာရှင်ယူနေလားဒီမှာကင်မရာတွေရှိတယ်လေဒီကင်မရာတွေကငါတို့ကိုမမြင်နိုင်ပါဘူးဒါတွေမကဘူးမင်းလက်တွေကဒီလောက်အေးဆက်နေတာငါမစုပ်ကင်ပေးရင်ဘသူကစုပ်ကင်ပေးမှလဲ Someone's coming ဥက္ကဋ္ဌတို့လည်းဒီတက်လေကားပဲစီးလာလားရှင်လက်ထောက်ဘန်းနဲ့မင်းမျက်နှာကဘာလို့ဒီလောက်တောင်နေရနေရတာလဲတက်လေကားထဲမှာပူလို့လားဟုတ်ပါနည်းနည်းအိုက်ဆက်ဆက်ဖြစ်နေလို့အောက်ဆီဂျင်မလုံလောက်လို့ထင်တယ်ဒါဆိုလဲခဏနေရင်ငါရုံးခန်းထဲလာပြီးအောက်ဆီဂျင်မြင့်တင်ရေးအစီအစဉ်ကြောင်းလာတင်ပြလိုက်ဦးအာသာရှောက်မဆတော့ပါနဲ့ဦးလမ်းစီဆောင်စရာမလိုပဲစားရတာတကယ်စိမ်ပဲတိတ်ကောင်းတာပဲမင်းကြိုက်တယ်ဆိုရင်ငါမင်းအတွက်နေတိုင်းဝယ်ပေးမယ်ဒရိုက်တာဟေးစ်ဥက္ကဋ္ဌစတာလည်းအခုအားလက်ချိန်မရှိသေးပါဘူးအရေးကြီးလို့လားရှင်အရေးကြီးတယ်ဒါကအထက်ရောင်နမူနာပဲဒရိုက်တာဟေးစ်မင်းအခုတင်နေလေစားပြီးတာလားမဝင်ခင်တကားခောက်တာကအခြေခံရင်ကျေးမှုပဲလေ
အဲ့ဒါကိုပါငါကတင်ပေးရအောင်မလားတောင်းပန်ပါတယ်ဥက္ကဋ္ဌကြီးကျမအရန်လောသွားလို့ပါဒါနဲ့လူနှစ်ယောက်စာအစားအစာတွေကိုတယောက်တည်းစားနေတာလားဟင်တခုခုကြားလိုက်တယ်လို့ပဲကြောင်တကောင်ခိုးဝင်လာတာလားမသိဘူးမင်းတီကိုလာတာအယောင်လာပြတာလားဒါမှမဟုတ်တရိษံကျွမ်းကျင်သူလာလုပ်နေတာလားနောက်တာပါရှင်ဒါဆိုဒီထဲလေးကြတော့ဘလို့လဲရှင်ကောင်းပြီပြန်သွားလို့ရပါပြီဟုတ်ကဲ့ပါဥက္ကဋ္ဌကြီးလမ်းလိုက်တာမီးလို့မလို့ပဲမိမာကိုဒီလောက်တောင်ကြောက်နေရတာလားကေးလေရဲ့ဒါဆိုရင်လူသိရှင်ကြားပဲတွဲလိုက်ကြမလားမဖြစ်ဘူးကျမအစင်တင်မဖြစ်သေးဘူးအလုပ်ပြန်လုပ်လိုက်အောင်မယ်ဥက္ကဋ္ဌဆရာလေးပြဿနာအကြီးကျယ်တက်ပြီး David Brooke ကဒီဇိုင်းဌာနရဲ့အဓိကအဖွဲ့ဝင်9ယောက်လုံးကိုခေါ်ပြီးတပြိုင်နက်တည်းအလုပ်ထွက်သွားကြတယ်ပြီးတော့စာချုပ်ဖြတ်သိမ်းခြင်းဆိုင်ရာဒဏ်ကြေးတွေကိုလည်းဂရုမစိုက်ပဲကျွန်တော်တို့ရဲ့တိုင်ဘက်ကုမ္ပဏီဖြစ်တဲ့စတားလိုက်အုပ်စုစီကိုကူးပြောင်းသွားကြပြီနှစ်ပတ်လည် fashion show ကနောက်ပတ်မှာတင်ကျင်းပတော့မှလေဥက္ကဋ္ဌစတာလင်ဒါကတာမန်လူခိုးယူတာတွေမဟုတ်ဘူးသူတို့ရဲ့အဓိကဝတ်စုံဒီဇိုင်းတွေက David Brooke ရဲ့အရင်ဒီဇိုင်းမူကြမ်းတွေနဲ့90%လောက်ထပ်တူညီနေပါတယ်အခု online ပေါ်မှာသတင်းတွေတော်တော်ကြရိုက်နေပြီးသူတို့က Starling Group ရဲ့ဖန်တီးမှုတွေကုန်ဆုံးသွားပြီပြီးတော့ငါတို့တခြားသူရဲ့ဒီဇိုင်းကိုခိုးချထားတာလို့ပြောနေကြတယ်ကျွန်တော်သဘောကတော့နှစ်ပတ်လည် fashion show ကိုချက်ချင်းဖြတ်သိမ်းပြီးလူထုကိုတရားဝင်တောင်းပန်တင်တယ်လို့အကြံပြုချင်ပါတယ် show ကိုဆက်လုပ်နေမယ်ဆိုရင်တော့အဆက်ကွဲဖို့ဖိတ်ခေါ်နေတယ်လို့ပဲဖြစ်လိမ့်မယ် show ကိုအခုအချိန်မှာဖြတ်သိမ်းလို့မရပါဘူးတကယ်လို့ Starling Group သာလက်လျှော့လိုက်ရင်ခိုးချထားရဲဆိုတဲ့နာမည်ဆိုးကထာဝရကန့်ညီသွားလိမ့်မယ်မင်းကိုဘယ်သူမေးလို့လဲဒါတွေကကျမလွန်ခဲ့တဲ့နှစ်လုံးလုံးစုဆောင်းထားတဲ့ကိုကွန် series ဒီဇိုင်းတွေပါ David ရဲ့စတိုင်နဲ့လုံးဝကိုကွာခြားပါတယ်ကျမကို3ရက်အချိန်ပေးပါကျမအဖွဲ့ကိုဦးဆောင်ပြီး show အတွက်လိုအပ်တဲ့အဝတ်အစားအားလုံးကိုထုတ်လုပ်ပေးပါမယ်ရည်စရာပဲမင်းမဘာမှခံချက်ရှိလို့လဲကျွန်တော်ရဲ့ CEO ယာရုနဲ့ကျွန်တော်အမခံပါတယ်ဒီနေ့ကစပြီးကလိုအီကယာယီဒီဇိုင်းဒါရိုက်တာဖြစ်ပါတယ်တကယ်လို့ show ကအဆင်မပြေခဲ့ရင်ကျွန်တော်ယာရုကနှုတ်ထွက်ပါမယ်မင်းယူသွားပြီလားဒီလိုကောင်မလေးတယောက်အတွက်နဲ့လားမင်းတစ်ဖွဲ့လုံးရဲ့ Starling Group ကိုပြက်လုံးတစ်ခုလိုသဘောထားနေတာလားဟေးမင်း show အတွက်အဝတ်အစားအားလုံးကို3ရက်အတွင်းထုတ်လုပ်ပေးမယ်ဟုတ်လားမင်းတတောင်ဝင်ယူလိုက်တဲ့အရာကဘလောက်အထိကြီးမားလဲဆိုတာသိရလားသိပါတယ်ဒါကမဖြစ်နိုင်တဲ့ mission တစ်ခုပဲဒါပေမဲ့ရှင်ကကျမအတွက်ရှင်ရဲ့ CEO ယာရုကိုစွန့်စားပေးခဲ့တာလေကျမအမားလုံးမိပြီးရှင်ကိုအလုပ်ကထုတ်ပြမှာမကြောက်ဘူးလားမင်းတောင်မှနှစ်တာစူးစမ်းအထောက်မှုကိုစွန့်စားရဲသေးတာပဲငါလည်းမင်းနဲ့အတူအကုန်ပုံအောပြီးငါမှရှိသမျှအရာအားလုံးကိုစွန့်စားမှာပေါ့စိတ်ကြိုက်တာလုပ်ပါဘာပြဿနာပဲဖြစ်ဖြစ်ငါမင်းကိုကာကွယ်ပေးမယ်ဒီ show အတွက်ကျမ Starling Group ကိုလည်းအကြမခံဘူးရှင်ကိုလည်းအရှုံးမပေးစေရဘူးမန်နေဂျာ fashion show ကတပတ်ခါကြာရင်လုပ်တော့မှာအခုကျမရှင်ကကျမကိုပုံနှိပ်ဆက်တွေနဲ့အယောင်ဆိုးတဲ့ဆက်တွေအားလုံးမားသားပုတ်တွေရုတ်တရက်ပြတ်သွားတယ်လို့ပြောနေတာလားဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒရိုက်တာဘန်းနဲ့ဆက်တွေပြတ်သွားတာကျွန်တော်လည်းဘာမှမတတ်နိုင်ဘူးအမြန်ဆုံးပြင်ရင်တော့အနည်းဆုံးတစ်ပတ်လောက်ကြာလိမ့်မယ်ပစ္စည်းအပ်ဖို့ကတော့တေချာပေါက်နောက်ကျမှာပဲအဲ့ဒီလူယုံမှာတခုခုတော့တေချာပေါက်မယုံမသားဖြစ်နေပြီဘာဖြစ်လို့လဲစက်ယုံမှာပြဿနာတက်လို့မန်နေဂျာကဆက်တွေအားလုံးပြတ်နေတယ်လို့ပြောတယ်စက်ယုံတစ်ခုလုံးရပ်ဆိုင်းသွားပြီးတကယ်လို့အဝတ်အစားနမူနာတွေသာမရှိရင် fashion show ကတော့ပျက်စီးသွားလိမ့်မယ် Starling Group နဲ့ကျမရဲ့တိတ်ခါတွေလည်းအကုန်ပျက်စီးကုန်လိမ့်မယ်မစိုးရိမ်ပါနဲ့ဒါကိုငါ့ကိုပဲလွှဲထားလိုက်ဂျိုးမင်းရဲ့စောက်တပေးကစက်ယုံခွဲရဲ့ကုန်ထုတ်လုပ်မှုလိုင်းကိုအကုန်လုံးရှင်းလင်းပေးထားပါဒီညငါ့ရဲ့အရေးကြီး order တွေကိုအဲ့ဒီမှာအရင်ထုတ်မယ်အလုပ်သမားအားလုံးကိုလောက်ခသုံးစာပေးမယ်ချက်ချင်းစလုပ်လိုက်ပါစက်ယုံကိစ္စအဆင်ပြေသွားပြီအခုချက်ချင်းငါ့ရဲ့တက်တော်ဆောင်တွေကိုခေါ်ပြီးမူလစက်ယုံကိုသွားလိုက်အထည်လိပ်တွေအားလုံးကိုယူပြီးတညာရင်းနဲ့စောက်တပေးကိုရွှေ့ပြောင်းလိုက်ပါကောင်းပါပြီအစားထိုးနိုင်မဲ့စက်ယုံရှိနေတဲ့ရွေးတော့ကျမအဝတ်စားတွေကိုအချိန်မီထုတ်ပေးနိုင်ပါတယ်မပူပါနဲ့ကျွန်တော်မိန်းကလုတ်ကိုချထားလိုက်ပြီး Starling Group ကဘလောက်ပဲ YouTube ပါစေအဝတ်စားတစ်ထည်တောင်ရမှာမဟုတ်ဘူးရှင်က Starling Group စီကလာစာယူပြီး Starlight စီကမတမာတဲ့ငွေတွေကိုလက်ခံတာပေါ့မန်နေဂျာရှင်ရဲ့လှုပ်ဝက်အကြံစီတွေကအရန်ကိုပေါ်တင်ဖြစ်လုံးလို့မျိုးတွေကတောင်ကြားရတယ်ဒရိုက်တာဘန်းနဲ့ဘာကိစ္စရှိလို့ဒီကိုရောက်လာတာလဲလက်ပူးလက်ချက်မိသွားပြီးရှင်နဲ့ဒီလက်ငွေတွေကိုစီးပွားရေးတင်မှုနေနေရေးဌာနစီတိုက်ရိုက်ပို့ဆောင်ရလိမ့်မယ်ဖျားသခင်ဒီလိုစမ်းတက်တဲ့ဒီဇိုင်းဖွဲ့စည်းပုံမျိုးဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ3ရက်တည်းနဲ့ဒါကိုဘယ်လိုလုပ်ပြီးအပြည့်တက်နိုင်ခဲ့တာလဲမစ္စတာစတာလင်ကျမအခုထိအိမ်မက်မက်နေတယ်လို့ပဲခံစားရတော့ပဲစောစောကပရိသတ်တွေရဲ့လက်ခုပ်တံတွေကိုကြားလိုက်ရတဲ့အချိန်မှာကျမခြေထောက်တွေတုန်နေခဲ့တာတုန်နေတာဟုတ်လားမင်းစောစောကစင်ပေါ်မှာတောက်ပနေတဲ့ဘရင်တစ်ပါးလိုပဲကလိုအီဒီညရဲ့ show ကအကြီးကျယ်အောင်မြင်ခဲ့တယ်စတာလင်ဂရုရဲ့ share ဈေးနှုန်းလည်းစိတ်ချရသွားပြီးမင်းရဲ့နာမည်က fashion လောကတစ်ခုလုံးကိုလှုပ်ခတ်သွားစေလိမ့်မယ်ဒါတွေအားလုံးအတွက်ရှင်ကိုကျေးဇူးတင်ပါတယ်မစ္စတာစတာလင်ကျမရဲ့ YouTube တဲ့အစီအစဉ်အတွက်ရှင်ရဲ့ CEO ယာရုကိုစွန့်စားပေးခဲ့လို့ပါအကြက်တဲကပြီးသွားပြီဆိုတော့ငါတို့ကိုရေးကိုရာကိစ္စတွေကိုပြောကြရအောင်ကိုရေးကိုရာကိစ္စငါမင်းနဲ့လှုပ်ဝက်တွဲနေရတဲ့အခြေအနေမှာစက်မနေချင်တော့ဘူးမနေ့ပြန်ညအောင်ပွဲခံပါတီမှာမင်းကိုလူတိုင်းနဲ့တရားဝင်မိတ်ဆက်ပေးမယ်ဒရိုက်တာဘန်းနဲ့အနေနဲ့မဟုတ်ပဲအာသာစတာလင်ရဲ့စိတ်ဆက်ထားသူဖြစ်ပေါ့ကောင်းပါပြီနောက်ထပ်ဖုံးကွယ်မနေတော့ဘူးမနေ့ပြန်ကြရင်ငါတို့အတူတူရင်ဆိုင်ကြတာပေါ့ဒီ show ဟာပြိုင်ဘက်ရဲ့အကြံစီကိုချိန်မုံနိုင်ခဲ့ရုံတင်မကပဲ Starling Group ရဲ့3နှစ်တာအတွင်းအမြင့်မားဆုံးရောင်းအားဆန်ချိန်ကိုလည်းတင်နိုင်ခဲ့ပါတယ်ဒါတွေအားလုံးကလူတစ်ယောက်ကြောင့်ပါပဲကလိုအီဘန်းနဲ့ကို Starling Group ရဲ့တရားဝင်ဒီဇိုင်းဒါရိုက်တာအဖြစ်ခန့်အပ်ကြောင်းကျွန်တော်တရားဝင်ကြေညာပါတယ်စီးပွားရေးကိစ္စအပြင်ဒီနေ့မှာကိုရေးကိုရာကိစ္စတစ်ခုကိုလည်းဒီခွင့်ရေးကနေတဆင့်ကြေညာခြင်းပါတယ်ကျွန်တော်ဘေးက Mr. Van နဲ့ဟာ Arthur Starling ရဲ့ခဏလောက်စောင့်ပါအောင်အမေဒီကိုဘာကိစ္စနဲ့လာတာလဲငါသာမလာခဲ့ရင် Starling အုပ်စုကပြောင်းပြန်လည်ခံရမှာလားလက်ဖက်ရည်လာချတဲ့သူတယောက်ကြောင့်နဲ့လေမင်္ဂလာပါဥက္ကဋ္ဌကြီးမင်းသူကိုဒါရိုက်တာအဖြစ်ယာရုတိုးပေးလိုက်တာလားဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှုအတွက်ဆိုရင်
ငါဒါကိုလစ်လူရှုပေးနိုင်ပါတယ်ဒါပေမဲ့စတာလင်ရဲ့ဇနီးနေရာကတော့ဘယ်သူမဆိုလိုချင်တက်မဲ့လို့ရတဲ့အရာမဟုတ်ဘူးမဒန်စတာလင်စိတ်မဆိုးပါနဲ့အာသာသူယာယီအားဖြင့်ပဲမျက်စိကန်းနေတာဖြစ်ပါလိမ့်မယ်လူကြီးမင်းတို့ခင်ဗျာဒီနေ့သတင်းမီဒီယာတွေရောက်နေတဲ့အတွက်ကြောင့်သတင်းကောင်းတစ်ခုကိုတရားဝင်ကြေညာပေးခြင်းပါတယ်ကျွန်တော်တို့စတာလင်အုပ်စုဟာဗန်နာရေးနယ်ပယ်ကထိပ်တန်းရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့ကာတာမီသားစုရဲ့သမီးဖြစ်သူစရေလာနဲ့တရားဝင်လက်ထပ်ထိမ်းများခြင်းမဟာမိတ်ဖွဲ့လိုက်ပါပြီမင်းရဲ့အစင်တန်းကိုမင်းသိပါစားကလေးတစ်ကောင်ကဘယ်တော့မှရွှေရောင်းမဖြစ်နိုင်ဘူးမင်းမလုပ်နေတာလေစတာလင်အုပ်စုဒီနေ့လိုအခြေအနေမျိုးကိုရောက်လာတာကသူ့ရဲ့ကိုယ်ပိုင်အားကိုပဲအားကိုးခဲ့လို့ပါကျွန်တော်ရဲ့အိမ်အောင်ရေးကိုစီးပွားရေးအရမလဲလှယ်နိုင်ဘူးကလိုဝီကပွဲကြီးပွဲကောင်းကိုကယ်တင်ပေးခဲ့တဲ့သူလည်းမကပဲကျွန်တော်အာသာစတာလင်ရဲ့ချစ်သူအဖြစ်အတိအမှတ်ပြုထားတဲ့တူလေးသောအမျိုးသမီးလေးဖြစ်တယ်သူ့ကိုထိရတဲ့သူဘယ်သူမဆိုကျွန်တော်အာသာစတာလင်ကိုစိန်ခေါ်တာနဲ့တူတူပဲငါနဲ့အတူအပြင်ကိုလိုက်ခဲ့စမ်းကလိုဝီအာသာကမင်းဘက်ကခုနတင်ပဲကောက်ွယ်ပေးလိုက်လို့မင်းမဒန်စတာလင်ဖြစ်လာနိုင်မယ်လို့မထင်နဲ့စင်ရဲသားတယောက်ကညင်သာကိုတောင်းနဲ့ဝင်ချင်ဝင်လို့ရမယ်ဒါပေမဲ့အောက်တန်းစားနှံ့သက်ကိုတော့ဖုံးကွယ်လို့မရဘူးစရလားသူဘာဝစ်ထားလဲဆိုတာကြည့်လိုက်အောင်အမိုက်တွေကြီးပဲတစ်စိတ် brand logo တောင်းမရှိဘူးလက်ကားစီကွက်တစ်ခုခုကနေဝယ်လာတာဒါမှမဟုတ်အပေါ်စားအတူအပေါက်ကိုငှားလာတာဖြစ်မယ်ကျွန်မဝတ်ထားတဲ့ဒီကောင်ဝင်ကဥရောပရဲ့ထိပ်တန်းဒီဇိုင်းစတူဒီယိုကနေအဓိကဒီဇိုင်နာရဲ့ကိုယ်တိုင်လက်လို့အထူးမှယူထားတဲ့အဆင့်မြင့်ဖက်ရှင်ဟာကောက်ချန်ဖြစ်တဲ့ဒေါ်လာ4သိန်းတန်နဲ့အပေါ်ကစိန်ပွင့်လေးတွေတပွင့်ချင်းစီကမင်းရဲ့10နှစ်စာလစာကိုပေးဖို့လုံလောက်တယ်မင်းတစ်သက်လုံးဒါမျိုးကိုဝယ်နိုင်မှာမဟုတ်ဘူးဒေါ်လာ4သိန်းဟုတ်လားမစ္ဆာကာတာရှင်အလိန်ခံလိုက်ရပြီမင်းဘာတွေလျှောက်ပြောနေတာလဲဒစိတ်တစ်ခုတောင်ကောင်းကောင်းမသိတဲ့ဒေါ်သားမလေးပဲဟာအဆင့်မြင့်ဖက်ရှင်အကြောင်းမင်းပါသိလို့လဲပထမဆုံးအနေနဲ့စစ်မှန်တဲ့အဆင့်မြင့်ဖက်ရှင်ကဝင်းဆက်ကြကြကွက်တီဖြစ်မှုကိုဦးစားပေးတယ်လူခန္ဓာကိုယ်ရဲ့ရွှေချိုးစားအတိုင်းပေါ့ရှင့်ရဲ့ခါးပေးလိုင်းကတလက်မလောက်တိတိတတ်တာလွဲနေတယ်အဲ့ဒါကြောင့်ဝမ်းပိုက်ပိုင်းကပိတ်ဆကအနှဲငယ်တွန်းနေပြီးရှင့်ကိုဝတ်တရားထင်ရစေတယ်ထိတ်တန်းစတူဒီယိုကအချုပ်ဆရာတယောက်ကဘယ်တော့မှဒီလိုအခြေခံအမှားမျိုးကိုမလုပ်ဘူးပြီးတော့ရှင့်ခန္ဓာကိုယ်နဲ့မတော်တဲ့အတွက်ကြောင့်ဒါကိုအရန်ညံပြင်းတဲ့ဒုတိယအကြိမ်ပြန်ပြင်ချုပ်မှုကိုတတိယတန်းစားဒေသခံအချုပ်ဆရာတယောက်ကလုပ်ထားတာအိုဖျားသခင်တေချာကြည့်ပါဦးပြန်ပြင်ချုပ်ထားတာပဲချုပ်ရိုးချုပ်သားတွေကလည်းမညီမညာနဲ့ပျက်စီးနေပြီးရာသီလုံးဖြစ်နေတဲ့အသိဝတ်အဝတ်အထည်တစ်ထည်ကိုကျမရဲ့ရှေ့မှာလာကြွားနေတာလားဒီဇိုင်းဒါရိုက်တာရဲ့ရှေ့မှာလေဘသူကအဆက်ကွဲနေတာလဲဒုတိယအနေနဲ့ဒီကောင်ဝင်ရဲ့ပကုံးထောက်ပိုင်းကအပေါ်စားဆုံးဓာတုချီမြင်တောင့်တင်းစေတဲ့တိတ်ပြားကိုတုံးထားတယ်အမှတ်တစိရဲ့တီးတန့်လက်လို့မြင်းမြစက်ကင်ဘတ်ကော့ဆယ်ကန်ဗတ်အစားပေါ့ဒေါ်လာတန်းချီတန်တဲ့အထူးချုပ်ဖက်ရှင်ကလွန်ခဲ့တဲ့ဆောင်းဦးဆောင်းရာသီဖက်ရှင်ရှိုးကနေစွန့်ပစ်ထားတဲ့ဖက်ရှင်ရှိုးပွဲထွက်ပစ္စည်းတစ်ခုပဲမင်းတကယ်ကိုတော်တာပဲဒါရိုက်တာဘန်းနဲ့ကျွန်တော်ခုနကပဲဒီကိုလာပြီးဒုက္ခရောက်နေတဲ့မိန်းကလေးကိုကယ်တင်ဖို့စဉ်းစားနေတာဒါပေမဲ့ကျွန်တော်အလကားစိုးရိမ်ခဲ့တာပဲပြန်ပြင်ချုပ်ထားတဲ့အတူအကောင်ဝင်တစ်ခုကိုဖြည့်ရှင်းဖို့ကမစ္စတာစတာလင်ကိုယ်တိုင်ပါဝင်ပတ်သက်ဖို့မလိုပါဘူးစာကလေးဖြစ်ဖို့ကိုမင်းမြောက်သုံးနေစရာမလိုပါဘူးကောင်းပါကြည်လားဒါရိုက်တာဘန်းနဲ့ရဲ့ကြမ်းကျင်မှုကတကယ်ကိုဆွဲမဲ့စရာကောင်းပါတယ်ကလိုဝီမင်းစီကြော်နေပြီးစတေလာကစတာလင်မိသားစုရဲ့ဂုဏ်တရေရှိဧည့်သည်ဖြစ်တယ်မင်းကိုမင်းဘာကောင်းမို့လို့လဲလူအများကြီးရဲ့ရှေ့မှာသူ့ကိုဒီလိုစော်ကားရဲရအောင်မင်းကိုဒီလိုပဲဆုံးမထားတာလားမတန်စတာလင်မစ္စဘန်းနဲ့ကိုအပြစ်မတင်ပါနဲ့ကျမတတိမထားမိပဲကောင်းဝင်အမားကိုဝှက်မိသွားလို့ဖြစ်မှာပါအဲ့ဒါကြောင့်မစ္စဘန်းနဲ့ကိုစိတ်နှောက်ယှက်ဖြစ်စေခဲ့တာပါယဉ်ကျေးမှုအကြောင်းပြောမယ်ဆိုရင်မစ္စကာတာကိုအရင်မေးတင်တယ်ဘသူကကလိုဝီစီလာပြီးရန်စခဲ့လဲဆိုတာလက်ပူးလက်ချက်မိတာတော့အပြစ်လွဲချနေလုံးပဲလားကျွန်တော်ထင်တာတော့သူကသာယဉ်ကျေးမှုမရှိတဲ့သူဖြစ်မယ်ဒီမိမအတွက်နဲ့မင်းကမင်းရဲ့ကိုယ်ပိုင်မေကိုပြန်ပြောရဲတယ်ပေါ့တော်ပြီအတော်ပဲမင်းတို့နှစ်ယောက်စလုံးအခုချက်ချင်းငါနဲ့အတူနားနေခန်းလေးကိုလိုက်ခဲ့ဒါကဦးရီတောင်ကမိခင်လက်ဖက်ပင်ကြီးကနေရလာတဲ့အစင်းမြင့်အသက်ချောင်မဲစားပဲအားမင်းကငယ်လေးတွေကဒီလိုထူးထမ်းဝင်ကြီးတွေကိုတောက်လာတာမင်းရဲ့အာရုံခံစားမှုကတော်တော်စီစားကြတာပဲမေအဖေကတောက်လို့ကောင်းပြီးချုံရင်းရဲ့အာသာပြင်းမှုကိုပေးစွမ်းနိုင်ပြီးတော့သူ့ရဲ့စနစ်အပေါ်ဆွဲလန်းနေမှုမလိုပါဘူးတောင်ပေါ်မှာဒီတိုင်းတွဲပေါက်နေတဲ့အရာကမတော်တဆဒီလိုဟိုတန်ကြီးလက်ဖက်အိုးရဲရောက်လာရင်တော့မှတအိုးလုံးကိုပျက်စီးစေပဲရှိလိမ့်မယ်အာသာမင်းမတူလားမင်းမနဲ့ညီကြည့်ပါဦးဒီလိုလက်ဖက်ရည်မျိုးကအကောင်းဆုံးညီလက်ဖက်အိုးနဲ့နှီးရော်ရဲကြီးလိုဝတ်တာအခုချိန်ကတတိဂရီလောက်ပဲချော်ရနေတယ်သူ့ရဲ့မြင့်မှုကပြက်ွယ်သွားပြီးတကယ်ကိုကောင်းမွန်တဲ့လက်ဖက်ရည်ပါပဲလက်ဖက်ရည်ပဲဖြစ်လူပဲဖြစ်အဓိကတော့အံဝင်ကြဖြစ်ဖို့ပါပဲအမေကဒီနေ့ကျွန်တော်တို့ကိုဒီကိုခေါ်ပြီးဒီလိုတွဲဝိုက်ပြီးစော်ကားဝယ်ဆိုရင်တော့ဒါဆိုလက်ဖက်ရည်ရောက်တာကိုပဲကြော်လိုက်ကြရအောင်ကလိုဝီကတာမန်လက်ဖက်ရည်ချမ်းမဟုတ်ပါဘူးသူမကစတာလင်လူရဲ့မရှိဖြစ်ဒရိုက်တာတို့ဖြစ်တယ်လို့ကျွန်တော်ရဲ့အနာဂတ်ဇနီးလောင်းလေးဖြစ်ပါတယ်အာအရင်ထွက်သွားပေးပါဦးမိမနဲ့တိတက်ဆွေးစရာနေနေရှိလို့ပါမစ္စတာဆာလင်အပြင်မှာသွားဆောင်နေပေးပါဦးကျွန်မလည်းဥက္ကဋ္ဌကြီးနဲ့နည်းနည်းချင်းစကားပြောပြီးအရာရာကိုရှင်းလင်းချင်တာရှိလို့ပါမိမနဲ့အာသာကစိတ်လိုက်မှဖြစ်သွားပြီးငင်းကြောင်မျက်စိကန်းနေတာကိုငါနားလည်နိုင်ပါတယ်ဒါပေမဲ့သူ့ဇနီးကသူနဲ့အတူရင်ဆိုင်တိုက်ပွဲဝင်နိုင်တဲ့သူဖြစ်ရမယ်ညီလိုစားမျိုးမဟုတ်ဘူးဥက္ကဋ္ဌကြီးကကျွန်မကိုတင်ထင်သေးတာမဟုတ်ဘူးအာသာကိုလည်းထင်သေးနေတာပဲငွေကြေးလုံလောက်ဘူးလို့ထင်နေရလားကျွန်မကိုဝိုင်းအောင်မြင်မှုတွေကိုတိကျပြီးဒီလုံရဲ့အဆုံးမှာရည်တည်ရမယ်ဒါပေမဲ့ဥက္ကဋ္ဌကြီးတခုတော့မှားနေပြီကျွန်မလုပ်နေတဲ့အရာကဘသူ့ကိုမှအစုံတရားနဲ့ထိုက်တန်နေဆိုတာတတိယရဘူးလုံးဝမဟုတ်ပါဘူးကျွန်မကိုယ်တိုင်ကလုံလောက်တဲ့အရေးချင်းရှိပါအာသာကကျွန်မနဲ့ထိုက်တန်လို့ချစ်တာပါစတာလင်သားစုရဲ့အိမ်အောင်ဖက်ဆန်းလို့ကြောင့်မဟုတ်ဘူးဒါကကျွန်မရဲ့နှုတ်ဆက်စာပါမနေ့ကအမေရင်းစီလာတွေ့ခဲ့လို့လားအမေကြောင့်ဆိုရင်တော့မင်းစိတ်ထဲထားဖို့မလိုပါဘူးငါအားလုံးကိုဖြည့်ရှင်းနိုင်မယ်ဥက္ကဋ္ဌကြီးကြောင့်လည်းမဟုတ်ပါဘူးအာသာကျမကစတာလင်လူရဲ့ဝန်ထမ်းဆိုတဲ့စိတ်ကနေပြီးတော့ကျမဘလောက်ပဲကောင်းမွန်တဲ့ဇိုင်းတွေထုတ်လို့ဆိုရရလူရဲ့အမြင်မှာတော့မစ္စတာစတာလင်ရဲ့အခြေအောက်ကသုံးဆောင်တစ်ဝဲဖြစ်နေမှာကျမအတင်းချင်းတွေကိုကြောက်ပါဘူးဒါပေမဲ့ကျမရဲ့အဝတ်စားတွေကိုမြင်တဲ့အခါလူတွေကအာသာစတာလင်ရဲ့ဤစားလိုပဲမြင်လဲဒီဇိုင်နာကလိုဝီမန်နဲ့လို့အရင်ဆုံးတရားစီချင်တာ
အရင်းရဲ့လူရဲ့အမြင်တွေအောက်မှာပုံချခံရတာကိုကျမမခံနိုင်ဘူးမင်းဆုံးဖြတ်ပြီးဆိုရင်တော့ရဲရဲဝံ့တာရှေ့ဆက်လိုက်ပါကျွန်တော်ကိုတားမှာမဟုတ်ဘူးလားဘာလို့တားရမှာလဲကျွန်တော်အသာစတာနဲ့ပေါ်ကြတဲ့အမျိုးသမီးကရွှေလောင်ရဲကနှစ်ကလေးမဟုတ်ဘူးကောင်းကင်ရမှာပြန်တန်းဖို့ဝေးပွားလာတဲ့နေရုံနဲ့ပဲအားလုံးကိုကျေပြောတဲ့ကောင်းကင်ကြီးရှိရဲဆိုတာတက်တည်ပြလိုက်ပါပင်မထုတ်ကုန်အတွက် 3D Warrior ကနောက်ဆုံးတော့ပြီးသွားပြီး3ညစတိုက်ပဲလုပ်ခဲ့ရတာငါရိုးတွေတောင်ကြည့်မတက်ပဲဒါပေမဲ့နောက်ဆုံးရလက်ကိုမြင်ရတော့ဒါကထိုက်တန်ပါလေအားလုံးပဲအလုပ်စားပြကြပါလေဒီညတော့အိမ်ပဲမလုပ်ကြနဲ့တော့မနှက်ပြန်နှက်ကြရင်ပနာမအစစ်စစ်စီကိုတင်သွင်းကြမယ်မင်းမနဲ့တောင်းပန်ပါလေလူတိုင်းမှာသူတို့ရဲ့တန်ဖိုးရှိကြတယ်ကျမလည်းချွတ်ချက်မဟုတ်ပါဘူးဒါကတော့စောင်းမဟုတ်ဘူးတယောက်ကနှောက်ချက်စီလိုက်တာပဲကျွန်တော်တို့ရဲ့ဇိုင်းမှုချမ်းတွေလို့ဖြစ်သွားတာလေမင်းညကလောက်စင်ကိုပိတ်ထားခဲ့ပြီးတော့မှတ်တမ်းတွေကိုပါအကုန်ချက်စီလိုက်တယ်လုံးဝအရှင်းသွားတာပဲဒါဘယ်လိုဖြစ်နိုင်လဲမင်းညကမြေဖက်နဲ့ထွက်သွားတဲ့အချိန်ကျွန်တော်တို့ရွေးခံရလားသုံးလကြာစူးစမ်းခဲ့တဲ့ညအကုန်ဆုံးချုပ်သွားပြီမနေ့က7 နာရီတောင်ရှိနေပြီကျွန်တော်တို့မှာ9 နာရီပဲကျန်တော့တယ်အခုချိန်မှာတော့အံ့ဩစရာတစ်ခုဖြစ်လာရင်တော့ကဲနိုင်မှာမဟုတ်တော့ဘူးဒါကအခြေအနေကိုပြောင်းလဲဖို့ကျွန်တော်တို့ brand ရဲ့တူလေးတော်ခွင့်ရေးလေ yes stand ကိုဖုန်းဆက်လိုက်ပါ Miss Bennett ဒါကဒီစားဘောကုမ္ပဏီကိုတမင်ဖြစ်စီတာပဲရဲလံချက်ကိုကျင်းပရေးကော်မတီစီသွားပြီးအချိန်တိုးပေးဖို့တောင်းဆိုကြရအောင်ကျွန်တော်တို့မှာခွင့်ရေးရှိနိုင်တယ်စီကံကစီကံပဲအချိန်တိုးတောင်းတာကတန်ဝဲကနှုတ်ထွက်တာနဲ့အတူပဲစက်ကပြတ်သွားနိုင်ပေမဲ့ကျွန်မကောင်းလေးကဒီဇိုင်းတွေကတော့အောက်ပဲသွားဘူးဒါပေမဲ့ Miss Bennett အဲ့ဒီစောက်ဝိုင်းတွေအားလုံးကိုလူအုံနောက်ကအားလုံးကိုဘယ်လိုလုပ်မမိနိုင်မှာလဲငါအမှားယွင်းချင်ငါတောင်းပဲဒါကငါတို့ရဲ့နောက်ဆုံးခွင့်ရေးကျန်းရဲ့ပြည်တဲ့ပုံမှန်ကိုယူပြီးအခြေခံနဲ့မိုင်းဆွဲဖို့ကူညီလေးစိတ်ချပါဗျာဒီအခုချက်ချင်းရုပ်ထွက်အကောင်းဆုံးစက်ကင်ဖက်တဲ့ software ကို download ဆွဲလိုက်ပြီးတော့အလေးမှောင်ကိုညှိထားပါငါစာရွက်တွေပြီးတိုင်းချက်ချင်းစက်ကင်ဖက်ပြီးပြောင်းလိုက်အနည်းပြန်တာမျိုးရှိစေစိတ်ချပါ Miss Bennett နောက်ဆုံးသေးစိတ်ဆိုင်ဆွဲရပြီးလီလီစက်ကင်ဖက်ဖို့အစင်းသစ်ပြင် Miss Bennett စုစုပေါင်း24ဆောင်ပါတင်သွင်းတာကိုနှိပ်လိုက်ပါ Miss Bennett စတားလိုက်ကာပီတဲကအများကြီးအုံကြခံပြီးဒီကရန်နိုင်အဖွဲ့ကိုမှားထားတယ်လို့ကြားတယ်ငါတို့ကလက်နဲ့ဆွဲထားတဲ့ပုံစံလေးတွေနဲ့အဲ့လိုဖြစ်နေတဲ့တုံးဒီရန်နာတွေကိုတကယ်လဲရှင်းနိုင်ပါမလားဒီဇိုင်းတူရဲ့အနှစ်သာရကဝိနည်းပဲဒါစတာလင်းရုပ်ရဲ့ဒီဇိုင်းရိုက်တာမဟုတ်ဘူးလားအတုံးကြတဲ့ဆွဲအနေနဲ့ဘုံလူပွဲကြီးတက်လာနေတာပဲဘောင်းနိုင်ငံတကာတင်ဝဲရဲ့အစစ်တန်းကတကယ်ကိုကျဆင်းသွားပြီလေဒီဇိုင်းကကောင်းမှုနေပြီးတော့တက်တိုင်းတစ်ချောင်းနဲ့တောင်ဘုံလူပွဲကြီးတက်လန်းနိုင်ပါလေဆက်လက်လာမင်းရဲ့ကိုယ်ပိုင်ဖန်တီးမှုပေါ်မှာပဲအာရုံစိုက်လိုက်ရင်မကောင်းဘူးလားဒါမှမဟုတ်တယောက်စီကနေတင်ထားတဲ့လက်ရတစ်ခုဖြစ်နေလို့လားဟုတ်တယ်ဘလိုကြီးတိတ်ပြီးမာနကြီးစမ်းပါနဲ့လက်နဲ့ဆွဲထားတဲ့ပုံလေးတွေကမိကိုဘလောက်အထိခီးရောက်စေမယ်ထင်လို့လေကျေစုံတဲ့ကောင်းကင်ကိုချက်ချက်ပေါ်ထားတဲ့နေ့ရဲ့နင်းတုံးတရားပုံတွေကနေနောက်ဆုံးတော့ပုံမတန်တဲ့လက်ဆွဲပုံစံလေးတွေတင်နိုင်ခဲ့တာအမျိုးစရာကောင်းလိုက်တာနေမပြောလိုက်တယ်ငါပြောတာကနေ့ရဲ့တနာစရာကောင်းတဲ့ပုံစံတွေကငါ့ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးလို့အဓိကအချင်းကကျေစုံတဲ့ကောင်းကင်ကိုချက်ချက်ပေါ်တာဆိုတာကျမအများကြီးတူတခါမှမချပြခဲ့ဘူးဒိုင်ကြီးတွေတော့သိကြဘူးကျမရဲ့မြင်းမြူချန်နယ်ကိုနေဘယ်လိုလုပ်တည်ရလဲခဏကြည့်ပါမင်းစားလေးတို့မှရှိအောင်ပါလေဟန်ကြတဲ့ဘက်တွေကိုပဲမြဲကြိုက်ကြတာဟုတ်လားခဏရုံတွေဟုတ်လား finance တွေထဲမှာတော့ချက်ချက်ပေါ်ချင်းဆိုတဲ့တိကျစလုံးကိုပါနေခွက်တိခဏနိုင်ခဲ့တယ်ပေါ့မစ္စတာတာနီကသူတပားစိတ်ကိုဖတ်နိုင်လားဒါမှမဟုတ်မြင်တဲ့အရာကိုနေခဲ့တာလားငါ့ကိုဟုတ်တရားဆွဲနေရရက်လိုက်စမ်းဘိုးလူပွဲမှာသူနိုင်တယ်ဆိုတာကြည့်ကြရပါတော့ကြရအောင်မစ္စတာနဲ့ကျမကိုဘာလို့အဲ့လိုစိုက်ကြည့်နေရလဲပြန်သွားပြီးနောက်ဆုံးအဆင့်အတွက်ပိတ်စာတွေကိုပြင်ဆင်လိုက်ပါလာမယ့်ရက်တွေမှာမင်းအကောင်းဆုံးနိုင်ရင်ပိုကောင်းလိမ့်မယ်ခုဆိုရင်ဒီနေ့ရဲ့အကြီးမားဆုံးလားလာရှိသူပူရောဒီဇိုင်နာလိုကြီးဘန်းနဲ့ကိုဖိတ်ခေါ်ပါတယ်။သူမရဲ့နောက်ဆုံးအဆင့်တန်ဝဲဝင်လက်ရာကိုတင်ပြဖို့ဖြစ်ပါတယ်။ဒီလက်ရာရဲ့စတိုင်ကတေကိုမတင်မှတ်ထားကြပဲ။ဒါကျမရဲ့လက်ရာမဟုတ်ပါဘူး။ရှောက်ပြောနေတဲ့ဘလိုကြီးဒါနဲ့တလားလုံးပြင်ဆင်လာခဲ့နောက်ဆုံးအဆင့်တန်ဝဲဝင်လက်ရာလား။ဒါကဇိုင်းပညာပေါ်မှာရောဒီလိုလူတွေတူလုံးပေါ်မှာစောကားလိုက်တာပဲ။ကျမရဲ့နောက်ွယ်ကစနစ်ကိုမတမာတဲ့စနစ်အမေကြောင်းလေးကြတာပါ။ကျမတင်နေတဲ့ဖိုင်ကတေချာပေါ့ဒီဖိုင်မဟုတ်ပါဘူး။ပြောင်းလဲရတာဟုတ်လားမစ္စဘန်နဲ့အခုမျက်နှာကွယ်မှာ Starling Road ရှိတော့တဲ့အခါနေ့ရဲ့ဆွေးရည်စစ်မှန်ကဒီလိုအမိုက်စစ်လောက်ပဲရှိတော့တာပေါ့တွေးခေါ်ရေးကုန်ခန်းသွားရင်လည်းပုံဝင်နေတာပြောလိုက်ပါဒီလိုတနာစရာကောင်းတဲ့စီစဉ်တွေလာမပေးပါနဲ့ကျမအပြင်ကျမရဲ့ကိုယ်ကိုယ်ကလက်တော့တယောက်ပဲကျမရဲ့အကောင့်စတော့ဘက်ကိုတည်ပါတယ်ဒါကကြိုတင်စီစဉ်ထားတာတယောက်ကအမြင်သာလေးတွေလိုက်တာပဲကလိုရင်ဘယ်လိုများအဲ့လိုပြောနိုင်ရတာလဲဒါကတိတ်ကိုရက်စက်မရကြပါနဲ့နေကိုယ်တိုင်စိတ်ကူးစိတ်ကန်းတွေကုန်ခန်းပြီးဒီလိုဆိုးလာတဲ့အမိုက်ကိုဖန်တီးခဲ့တာလေအခုကျတော့အပြစ်တွေချဖို့အတွက်နေ့ရဲ့ကိုယ်ပိုင်လက်တော့လေးကတစ်ပုံချဖို့ဆွဲသွင်းနေတာပေါ့မစ္စဘန်နဲ့မစ္စတာပြောတာမှန်ပါလားစတာလင်းရုပ်မှာရှိနေတာနေ့ရဲ့ရောက်ပါတဲ့အောင်မြင်မှုတွေကသူတပားစီကကိုချထားတာတွေလားအော်ယာဘရန်ကရောပတ်စံရှာဖို့တက်ပဲထောင်ထားတဲ့အကုန်တက်ကုမ္ပဏီတူလားကျင်းပရေးကုမ္ပဏီကအချက်လက်နဲ့တက်တွေကိုဝဲကြည့်ပါတယ်တန်ဝဲစကန်ချင်တာရကျိုးတို့နေတဲ့နေ့ကိုတန်ဝဲကနေချက်ချင်းထုတ်ပေးမှဖြစ်ပါတယ်နင်တော့သွားပြီအန်ဂျီမျိုးရှင်တကယ်ဒီဇိုင်နာစစ်စစ်ရောက်မှာ6ရက်တွေနဲ့အသက်လက်ရဲ့ပုံရိပ်ပေါ်ပြောင်းတောင်းတွေပေါ့မီနီကွာဘူးသူ့ကိုတက်တည်ရဖို့အတွက်လုံခြုံရေးသူကတန်ဝဲကနေပြုတ်သွားပြီးသားပါစင်ပေါ်မှာလာပြီးတက်တနာရှာနေတာသူဘာလုပ်နေတာလဲသူ့ကိုစင်ပေါ်ကနေအခုချက်ချင်းခေါ်ထုတ်သွားလိုက်ခလိုရင်းတိကျမလို့ကိုစူးစမ်းနေရတယ်အခုချိန်မှာ online ကနေလူတန်းပေါင်းများစွာစောင့်ကြည့်နေကြတာဒါမီးရဲ့အလေးပဲရှိတဲ့ရှောက်လုံးတွေအတွက်နေရာမဟုတ်ဘူးဒိုင်ကြီးမျိုးရှင်
ကျမရဲ့အရေးချင်းကိုတန်တရားဝင်နေကြတဲ့အတွက်ဒါဆိုကျမကို10မိနစ်လောက်အချိန်ပေးပါကျမဖန်တီးလိုက်တဲ့အရာကလူကြီးမျိုးရဲ့စံနှုန်းတွေကိုမမီခဲ့ရင်ကျမတို့ဒီလမ်းနဲ့ဖက်ရှင်ယောဂကနေထာဝရထွက်သွားပါမယ်10မိနစ်ဟုတ်လားမင်းကအင်ဂျီလက်ထပ်တောင်ချုပ်တတ်တာမဟုတ်ပဲနဲ့ကောင်းပြီမင်းကိုဒီခွင့်ရေးလိုက်ရင်မင်းဘယ်လိုမော်ဆန်ကို10မိနစ်အတွင်းပြသနိုင်တယ်ဆိုတာကျွန်တော်မြင်ချင်သူကတကယ်လေပုံစံပုံမှာဝိဇ္ဇာကိုထောက်ပြပုံပေါ်ပေးခတ်နေတာပဲပုံစံပြခါရတဲ့သုံးမိနဲ့ဒါဟာအစိမ့်မြင့်ဆုံး trading ပုံကြဒီဇိုင်းပေါ်ဤပညာပဲသူကရွယ်ပုံကြည့်လိုက်ဦးအထက်ဆိုင်ရဲ့တရားကိုအဝိဇ္ဇကိုယ်တိုင်ကပဲရုပ်တုပေါ်မှာလိုလျောက်ရှင်းတဲ့ကြီးထွားလာတဲ့မျိုးပဲတရားရည်ရုံနိုင်ကြအောင်နေရာဆိုင်ရာစူးစိတ်နဲ့အထက်ဆိုင်ကြီးချုပ်နိုင်ကြပဲပါရမီရှင်ပဲဒါဟာတကယ်ကိုပါရမီရှင်ပဲဝိဇ္ဇကတော့ပြီးပါပြီအခုတခြားစီးရင်တစ်ခုကိုရှင်းကြရအောင်ဘာစီးရှင်းပါလဲနေကဝင်းထဲမှာတေဝိဇ္ဇတစ်ခုဖန်တီးနိုင်ရင်လည်းဘာဖြစ်လဲမြင်းချင်းပါရေးကော်မတီထံတရားရဲ့စာရေးစာတွေကအဲ့ဒါကညှင်းပယ်လို့ရတဲ့အမိုက်တွေကိုတင်ပြခဲ့တာမှန်တယ်လေစီးရဲချိုးဖောက်မှုပါဒါပေမဲ့အဲ့ဒီအမိုက်တွေကိုကျမကစားနေကိုယ်တိုင်တင်ပြခဲ့တာဆိုရင်တော့ဒရိုက်တာကြီးရှင်ကျေးဇူးပြုပြီးကျမတို့ရဲ့လက်တင်ညှောက်ဝေမှုကိုပြောင်းပေးပါဒါကလုပ်ကြံထိထားတာပိတ်လိုက်စမ်းအခုချက်ချင်းစားရလားနေကကျမရဲ့လက်ထောက်ကိုလက်ထိုးပြီးကျမရဲ့ငွေလက်ဆိုင်ကြမ်းတွေကိုအရင်ဆုံးဖြတ်စီးတယ်ပြီးတော့မှလဲလေလေကစဉ်းစားဝေမှာကျမရဲ့တန်ခွဲဝင်ဖိုင်တွေကိုကျမကိုနိုင်ဖို့အတွက်နေကအခြေခံအကြောင်းဖြစ်တဲ့ကျင့်ဝတ်တိတ်ခါမျိုးကိုဆွတ်လုပ်ခဲ့တယ်မစ္စမန်နဲ့ကျမတောင်းပန်ပါတယ်သူပဲကျမကိုခိုင်းခဲ့တာပါသူကပြောတယ်ကဲကျမကသူ့ကိုကူညီပြီးဖိုင်တွေကိုလဲပြီးစတော့လိုက်ကတော့ကနေကျမကိုဒီလောကထဲမှာဘယ်တော့မှလုပ်ပြန်ရအောင်လုပ်ပြလေနေပါရှောက်ပြောနေတာလေရဲခေါ်လိုက်ပါအခုချက်ချင်းပဲကျွန်တော်တို့တိုင်ဝဲကဒီလိုမျိုးဆိုရတဲ့ရာဇဝတ်မှုမြောက်တဲ့လုပ်ရက်တွေကိုသိခံမှာမဟုတ်ဘူးဘာချန်ပီယံစုစုနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါရရာအဲ့ဒီစင်ဘောကအအောင်စရာကောင်းတဲ့10မိနစ်စာပြောရင်းမှာအင်တာနက်အသုံးပြုသူတွေကြားမှာကြီးကျယ်ခံရပါတယ်။စံပြလောက်တဲ့မိမိကိုတက်တည်ရချက်တစ်ခုဖြစ်ပေါ်အခုချိန်မှာဘာများပြောချင်ပါလဲခင်ဗျာ။ကျွန်မပြောချင်တာကတော့စစ်မှန်တဲ့ပါရမီဟာဥပေါင်းချက်စည်းမှုတွေအောက်မှာဘယ်တော့မှညှို့သွားမှာမဟုတ်ပါဘူး။ဒီချက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့ဒါကကျွန်မကိုခွင့်ရေးပေးလို့ပါရှင်းရဲ့ကိုယ်ပိုင်မှတ်စိတ်ဟာထိတ်ဆုံးကိုရောက်ရှိသွားခဲ့ပါပြီ။နာမည်ကိုသတင်းပိုင်းမှာပေါ့မိပါရရှိရှင်းရဲ့နောက်ထပ်အစီအစဉ်တွေကဘာဖြစ်လဲရင်ရှင်းဆက်ပြီးအရအနေနဲ့အဓိကအားစိုက်သွားမှာကတော့အခြေခံတရားတွေကိုပေါင်းစပ်ဖို့ပါခင်ဗျစတဲ့ဒီဇိုင်းတွေနဲ့ဘာလုံးဆိုင်ရာစီဦးတည်စောင့်မျှော်အားပေးကြအောင်တခုတော့မားနေပြီးမြင်မြင်လန်းစားနေတဲ့အကြောင်းအရာတွေကိုစစ်စီလိုက်ဝေဘာနဲ့ဗီဒီယိုလိုပလက်ဖောင်းတွေမှာအောက်ဝဲနေအားလုံးပဲဒါကိုကြည့်လိုက်ကြပါဒါကျမတို့ကတန်းကြော်ပေးပြီးဘောရစီမှာထူးမှကြိုးလုပ်ခဲ့တဲ့ဥစ္စာမှာသူတို့ဝေစားတွေကိုဝစ်စင်ခဲ့နေတယ်ကျမမှာပြင်းထန်တဲ့ဒါလိုစိတ်တွေခံစားခဲ့ရတယ်ဒီလိုကြီးစိတ်ချရမှုရှိတဲ့အမှန်တစိတ်ကို fashion yoga ကနေမောင်းထုတ်ပြတဲ့ပါတယ် Miss Bennett online ကဝေဖန်ကြအားလုံးကကျမတို့ကိုနှိုးနေကြပြီးအစိတ်တောက်ဖြစ်စေတဲ့အဝတ်အထည်မှန်တစိတ်ဖြစ်တဲ့ကျိုးတင်မှယူထားတဲ့ဖောက်ပြီးဒါစင်ပေါင်းများစွာကဒီမနေ့တင်ပြန်အမှုတောင်းဆိုနေကြပြီးကျမကိုယ်တိုင်လုံးယုံသွားပြီးအဲ့ဒီတတိပါအကျဲလေးတွေကိုစိုးခဲ့ရပါစိုးစိတွေအားလုံးကလည်းအပင်ကနေထုတ်ထားတဲ့စီးရီးတွေကြီးလေဒါတို့ပစ္စည်းတွေလိုလုပ်ရှိနိုင်ပါလေဒီစတူဒီယိုရဲ့အတောင်ခံကသူလည်းခင်ဗျာခလိုရီဘန်နက်လားအရာရှိနေလို့ကျမတို့စီမှာပြည့်စုံမစ္စခလိုရီဘန်နက်ကျွန်တော်တို့ဒီလူတွေစီကနေအများပြားတန်ကြားချက်တွေလက်ခံရရှိထားပါတယ်ရှိရဲ့စတူဒီယိုဟာပတ်သက်မှုရှိနေလို့ဆွဆွဲထားတဲ့အနေရှိအစိမ်းတောက်ဖြစ်စေတဲ့ထဲစားတွေအသုံးပြုမှုမှာဒါဟာပြင်းပြင်းထန်ထန်အနေပြုနေပါတယ်စားသုံးသူရဲ့ဒီကိလုံတွေကိုကျွန်တော်တို့အခုဥပဒေအရမိန့်ထုတ်ပြန်ပါတယ်ရှိရဲ့စတူဒီယိုလုံးဝပိတ်သိမ်းဖို့ကျေးဇူးပြုပြီးလုပ်ငန်းလည်ပတ်မှုအားလုံးကိုအခုချက်ချင်းရဆိုင်ပြီးစုံစမ်းစစ်ဆေးကိုပူးပေါင်းဆောင်ရွက်ပေးပါကျမတို့တကယ်တိကျရှိတာပါကျမတို့ရဲ့အထည်တွေမှာလက်နက်တွေအားလုံးရှိတာပါရှင်တို့ဒီတိုင်းကြီးပိတ်သိမ်းလို့မရဘူးလေကျမတို့ order တွေအရာတော့မှာစုံစမ်းစစ်ဆေးကိုပူပေါင်းဆောင်ရွက်ဖို့ကကျမတို့ရဲ့အတောင်းပါဒါပေမဲ့ကျမတောင်းဆိုချင်တာကအထင်နမနာတက်တွေကိုချိတ်ပိတ်ထားပေးပါပြီးတော့နိုင်ငံတော်စစ်တီးမှတ်ပြုထိကန်စစ်ရေးအဖွဲ့အစည်းကိုတတ်မှတ်ပြီးပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုပါတယ်ကျွန်တော်တို့လည်းလိုက်ခဲ့ပါမစ္စတာဘန်နဲ့အညံ့ဆုံးများကြီးရဖို့အတွက်ရှင်စိတ်တောက်ဖြစ်စေတဲ့ထဲစားတွေကိုအသုံးပြုနေတာလားရှင်မှာကိုချင်းစာတရားမရှိဘူးလားဘာများပြောချင်လဲရှင်ညနေကစီးသွားခဲ့ရတဲ့ဒုက္ခတွေကိုကျမတို့ရဲ့ကိုချင်းစစ်အားလုံးကတရားဝင်ပြီးစံချိန်စံတွေညွှန်ပါတယ်သက်ဆိုင်ရာဝန်ထမ်းတွေကကျမရဲ့အပြစ်မရှိကြောင်းရှင်းလင်းပေးလိမ့်မယ်လို့ယုံကြည်ပါတယ်ခလိုအီဟာဥပဒေအရဌာနနဲ့ဆွေးနွေးပြီးသွားပြီးသူတို့ကပြန်လည်စစ်ဆေးတဲ့အစီအခံစာကိုမြန်မြန်ထုတ်ပေးဖို့တောင်းဆိုထားတယ်။မင်းအခုပဲမှလည်းဒါကိုတယောက်တည်းဖြေရှင်းပါနဲ့ဒါပေမဲ့လူတို့ရဲ့ဝေဖန်မှုတွေကဒီလမ်းကြောက်ပဲသွားမှာမဟုတ်ဘူး။ကျမအရင်ကရှာဖို့လို့တယောက်ကမင်းကိုထောက်ချနေလို့ထင်နေတာလား။ကျမတယောက်နေနေမဟုတ်ဘူး။တေးချက်ကိုတေးချနေတာမင်းဆိုတာကအကောင်းဆုံးတင်ထားတဲ့ကိုယ်တည်းတည်းပါပဲ။ဆူရှာတဲ့နေအောင်မှာဒီထဲကဘာဝအတိုင်းရောင်ပြောင်းနေတာရှိတယ်။ဒါပေမဲ့ဗီဒီယိုတွေကအင်ဂျီကတော့ဆူရှာပြီးဘာမှမကြတဲ့အနေပြန်မှုရှိတယ်။ဒါကလုံးဝကျမချုပ်တဲ့အင်ဂျီမဟုတ်ဘူး။မင်းဆိုတာကအင်ဂျီကိုဥဆောင်ပြီးမှလဲခံရတာဟုတ်တယ်။ကျမလည်းကစောင့်ကြည့်ကင်မရာနဲ့ကားပါကြီးကကင်မရာတွေကိုစစ်ဆေးဖို့လိုတယ်။ကျွန်တော်စီအချိန်ပိုင်းချဖို့ပေးပါကောင်းပါပြီ။မစ္စတာစကာကထောက်တိုင်တော့ကနေထွက်လာတဲ့အချိန်မှာဟိုကားရဲ့စစ်ကကျွေးသွားခဲ့တယ်။သူမအရင်ဝင်နေတော့ကစစ်ဆွဲတဲ့နေရာကဘယ်ဘက်မှာရှိနေတာပြီးတော့မှညာဘက်ကိုရောက်သွားတာ။ကျမကိုဖြတ်စီဖို့အတွက်မစ္စတာစကာကသူမကိုမတော်အောင်ဖြစ်အဆောင်ဖို့သူမရဲ့နာကိုတော့ပေါက်ပစ္စည်းဖြစ်တုံးနေတာပေါ့ကျွန်တော်ကိုနိုင်စင်နံပါတ်ပေးပါဒီလိုကိုကျွန်တော်စုံစမ်းလိုက်ရင်နိုင်စင်နံပါတ်က86,920ပါဖြစ်လို့လေရှာတွေ့လို့လားရှာတွေ့ပြီဒီကားရဲ့ပိုင်ရှင်ကစရတာပဲစရတာကျမစီကအင်ဂျီဝဲသွားတဲ့မစ္စတာစကာကသူမကစရတာရဲ့အမိပဲတားမိမြောင်ပြီးပြဿနာနေကြတာပဲသူတို့ကတေးဆောင်ရတာကိုဒီလောက်တောင်ချိန်နေမှာတော့ကျမကသူတို့ကိုလက်ဆောင်ကြီးကြီးတစ်ခုပြန်ပေးတာအောင်ဖြစ်အန်ဆောင်ထားတဲ့သူတို့ရဲ့ပြဿနာတွေကိုအားနာစရာဖြစ်နေမှာပေါ့
အမေကဘလို့တော့တတိရှိပြီးခလိုကြီးကိုကိုယ်တိုင်ထောက်ချနေရတယ်ဒါပေါက်ကြားသွားရင်ဘလို့လုပ်လဲအမေထောက်ချနိုင်တယ်နော်ညီကငါမျက်နှာကိုစိုက်ပြီးဒီလိုပြဿနာတွေမှာကျင်းလို့ထင်နေတာညီလေးရဲ့ဒီဘရင်းနှီးမြှုပ်နှံမှုတွေကလုံးဝကျဆင်းသွားပြီကာတာနီသားစုကဒီဝါလီခံရတော့မှာပါလေဒါကဘလို့ဖြစ်နိုင်ပါလဲဒါကြောင့်ညီကအာတာနဲ့လက်ထက်ရမယ်စတာလင်တို့ကရင်းနှီးမြှုပ်နှံမှုငွေကြေးထဲဝင်มาကာတာနီသားစုကိုကဲတင်နိုင်မှာငါတို့ခလိုကြီးကိုရှင်းထုတ်နိုင်ရင်ညီကအာတာနဲ့လိုလုံးဆက်ပြရမှာလေသူမမှာဖြစ်ရှိရဆိုတာကိုငါတို့တက်တည်ရနိုင်တယ်စတာလင်သားစုကသူမကိုလက်ခံမှာမဟုတ်တော့ဘူးအာတာကညီကိုဖြစ်နေလက်ထက်ရလိမ့်မယ်ကာတာနီသားစုနဲ့ညီရဲ့အနာဂတ်ကိုကဲတင်ဖို့အတွက်ငါအတွက်ဒီလောက်ထွက်ခံရတာကဘာများအရေးကြီးလို့လဲမစ္စတာစတာလင်ညခံထားတဲ့အတိုင်းပါပဲကာတာနီသားစုရဲ့ငွေကြေးတဲ့တန်းကလုံးဝတက်တောက်သွားပါပြီအခုသူတို့ရဲ့အကျွေးကဒေါ်လာ1ဘီလီယံကျော်နေပြီဒီဝါလီခံရမယ့်အခြေအနေနဲ့ရင်ဆိုင်ရပါတယ်သူတို့သားကောင်ဖြစ်အဆောင်ထားတဲ့တရားစိတ်တက်တည်ရောခိုင်လုံတဲ့တက်တည်ရှိပါတယ်လူတွေကိုရောဖန်ဆီးထားပြီလားဒါကိုအာဏာပိုင်တွေစီလိုက်ရပြောင်းပြီးမိဘနဲ့ရဲ့အမေကိုရှင်းပြလိုက်ရမလားဒါကိုကိုယ်ွက်ထားတဲ့ဖိုင်တုအနေနဲ့စုစည်းလိုက်ပါစတာလင်တို့ရဲ့ ID ကိုသုံးပါနဲ့ခလိုအီစီကိုတိုက်ရိုက်ပို့ပေးလိုက်ပါဒါပေမဲ့မစ္စတာစတာလင်ကတာတာမီကသူမကိုအကြက်တဲအောင်တွန်းပို့ချင်တာမို့ခင်ဗျားသူမကိုကူညီပေးနိုင်တာပဲလေဒါဆိုရင်ဒီသားကောင်ကိုသူမကိုယ်တိုင်ပဲဆုတ်ပြစ်တင်တယ်အဲ့ဒါမှပိုပြီးချင်းတဲ့ပို့ကောင်မှာငါမင်းကလေးမှာတရားမျှတမှုကိုကိုယ်တိုင်ရှာဖွေနိုင်တဲ့အရေးချင်းရှိပါတယ်ဟုတ်ကဲ့ကျွန်တော်အခုချက်ချင်းလုပ်လိုက်ပါမယ်မစ္စတာစတာလင်ကဒီလက်နက်ကိုကျွန်မလက်ခံလိုက်တယ်ဝန်ထမ်းအားလုံးကိုခွင့်ရပြီးဆုံးသက်ပြီးပြန်လာဖို့အကြောင်းကြားလိုက်ပါစတူဒီယိုပြင်ပမှာကျွန်တော်တို့တိုက်ရိုက်တွေ့မှုလုပ်မယ်ဘသူကစိတ်လောက်စီရဲ့ဝေစားတွေကိုမှန်တယ်လုပ်နေလဲဆိုတာအားလုံးကိုမြင်သိခြင်းမိဘနဲ့ခင်ဗျာဒီနေ့တင်စာရှင်းပွဲခေါ်ယူတာကလူသိရှင်ကြားတောင်းပန်မှုနဲ့ခင်ဗျာရဲ့အမှတ်တစိတ်ကိုဒီဝါလီထံကြောင်းကြီးညာဖို့လားရှင်တောင်းပန်ရုံနဲ့ဘာမှမလဲဒီမိမကကျမမရဲ့မျက်နှာကိုလုံးဝပြည့်စုံအောင်လုပ်ခဲ့တာဒီနေ့ရှင်ကျမတို့ကိုရှင်းလင်းချက်တစ်ခုပေးရမယ်ဒီနေ့ရှင်ကိုကောင်းဆိုးဝါမျိုးကို fashion လောကကနေလုံးဝမထုတ်ပြဖို့ကျမတို့ဒီချပါလို့ပါရှင်တို့ကိုယ်တိုင်ဒီထဲကိုလမ်းလျှောက်နေတာမှတော့အင်တာနက်အသုံးပြုသူအားလုံးအတွက်ပြဿနာတစ်ခုကပြကြတာပေါ့ဒါကိုအဆုံးထိဆွကြတာပေါ့ရှင်တို့ကရှင်းလင်းချက်လိုချင်တာလားကောင်းပြီဒါပေမဲ့ကာတာမီသားစုကအခုဒီဝါလီခံရရင်တော့မှသူတို့ပေးဆက်ရမယ်တန်ဖိုးကဒီမိမရဲ့တဲ့ဆောင်ကိုခံတာနဲ့တက်တလေးကိုပြလိုက်စမ်းပါမီဒီယာကမိတ်ဆွေတို့ကြီးကျေးဇူးပြုပြီးစပရင်းကိုကြည့်ကြပါဒီနေ့ကျွန်တော်တို့ကမှန်တရားကိုပဲလေးထားပါတယ်ဒါကစိတ်တောက်ဖြစ်စေတဲ့အထည်ကိုပြုလုပ်ခဲ့တဲ့မစ္ဆက်ကာတာပါပြီးတော့ဒါကတော့ဒေါ်လာသိန်းပဲပြောင်းထားတဲ့မှတ်တမ်းပဲဖြစ်ပါတယ်ညီလိန်ရာအားလုံးကအတူတူပဲမိဘနဲ့ကို1600ကိုရှင်မကြောင့်ကွက်စင်နေတာလေညာဘာလို့လဲဆိုတော့သူတို့မှာအခြားလမ်းမရှိတော့လို့ကာတာမီသားစုကဘီလီယံနဲ့ချီကျွေးတင်ရရှင်တို့ကဒီခွင့်ရေးကိုသုံးပြီးစတာလင်သားစုနဲ့အင်တော်ရေးမဟာမိတ်ဖွဲ့ချင်ခဲ့တာပြီးတော့မှစတာလင်သားစုရဲ့ငွေတွေကိုသုံးပြီးကာတာမီသားစုရဲ့အဆုံးရှိတဲ့အကျွေးကြီးကိုပို့ချင်ခဲ့တာငါမလုပ်ခဲ့ဘူးစရရတာတခုလုပ်ပါဦးစရရတာမြန်စစပါဦးတင်းစာရှင်းလင်းပွဲပြီးတဲ့အထိစောင့်နေဖို့မလိုပါဘူးသူမကိုဒီကနေခေါ်ထုတ်သွားလိုက်ပါပြီးတော့တော်တော်လေးညောင်းသေးတာသူမကဖီအားတွေကိုကြက်ကြက်ခံနိုင်ပြီးတော့တုံ့ပြန်မှုလည်းညံ့နေဒီလိုမျိုးစိတ်တက်ကရှားပါတယ်ကျွန်တော်အစောကြီးတွေကပြောမှုသားလေးသူမကသူများပေါ်မိကိုပြီးအနားပြနေတဲ့အယုံဟုတ်ပါဘူးလို့မင်းကိုမင်းမြင်သွားနေဘူးသူမရဲ့စတူဒီယိုအညံ့ဆုံးတွေကတို့စတာလင်လေးကိုပြေမာနာနေရှင်ဘာမှမဟုတ်သေးဘူးဒီခေတ်ကြောင့်အော်ရရဲ့အမှတ်စိတ်တက်မှုကဆယ်ဆောင်ကမြင့်တက်သွားပြီဗျဘာလို့လဲဆိုတော့သူမကသူ့ကိုမှတက်တည်ရမှုဟုတ်ပဲသူမဟာအစုံတယောက်အတွက်လုံလောက်တဲ့အရေးချင်းရှိရဆိုတာတက်တည်ရမှုဟုတ်ပဲသူမကိုယ်တိုင်ကတကယ်ကိုတော်လုံးကိုယ်ပိုင်စီးပွားရေးပုံစံကိုတိစောက်နေတာလို့ပြောခဲ့လို့ပဲသူမစူးစမ်းခဲ့တဲ့အရာအလုံးကိုအရင်းကြီးတွေကလှမ်းမချုပ်ပိုင်သွားတာမျိုးမလိုချင်ဘူးတဲ့တော်ရောပြီးငါတက်လုံးညက်ဆုံးတွေနောက်ပဲလိုက်ခဲ့တာကာတာမီသားစုကမင်းအတွက်အကောင်းဆုံးကိုအမြဲတွေ့ခဲ့ရတာဒါပေမဲ့ငါအေးကိုမှုတွေဖိတ်ကုန်ပြီလို့ဖြစ်သွားတယ်အာတာမီကလူအကဲခတ်တာငါတက်ပို့တော့ပါတယ်အမေစောစောကလက်ပိတ်တောင်းထဲမှာအမေတက်တက်ခဲ့တဲ့စီကန်းချက်နဲ့ပတ်သက်ပြီးဒီလောက်ညောင်းပြီးတက်တိရှိတဲ့ကျွေးမျိုးကိုတွန်းထုတ်ပြရအောင်ငါအသက်ကြီးမှုဝေနေပါဘူးဒီတစ်ပတ်ပဲကြာရင်သူမကိုရိုးရိုးရှင်းရှင်းရစားဖို့ဖိတ်လိုက်ပါငါရဲ့တန်ဖိုးကြီးလက်ပိတ်မဲဟုတ်ပါသူမအတွက်ထုတ်ပေးမယ်လူတိုင်းလည်းအခုလေးတင်တွေ့လိုက်ရတဲ့တတိယသုံးလပတ်ဗန်နာရေးအစီအခံစာရကျမတို့ရဲ့ online ရောင်းတဲ့ဒီပအော်ရာတွေကညွှန်မှန်းထားတာတက်ကြော်နေပါတယ်ဒါပေမဲ့အော်ရာကိုရေးရှိခိုင်းမအောင်ပြေဝတိစောက်ချင်နေဆိုရင်ကျမတို့စီမှာအရေးကြီးတဲ့ခြေလန်းတန်းလိုအပ်နေပါသေးတယ်လာမယ့်အပတ်မှာဂိမ်းပလာစာစင်နာရဲ့အုံဆုံးဆိုင်ရာတွေကိုလူလူလေးနဲ့တင်တော့မှာပါအဲ့ဒီနေရာကိုရရှိခြင်းကကမ္ဘာ့ဒီကန်အမှတ်စိတ်လေးကြားထဲမှာကျမတို့ရဲ့နေရာကိုတရားဝင်ကြေညာနိုင်မှာဖြစ်ပါတယ် Miss Van နဲ့အဲ့ဒါကိုရရှိရင်ကျွန်တော်တို့ရဲ့အမှတ်စိတ်တန်ဖိုးကိုစစ်စစ်တူစီတေချာပေါင်းမြင့်တင်နိုင်မှာပါဒါပေမဲ့ဒီလေလံပွဲကတကယ်ပဲကောင်းခဲ့ကြပဲဟုတ်ပါတယ်မစ္စတာဖန်ဒါကကျမတို့ရဲ့လက်ရှိဝေသားစီစဉ်မှုအတွက်ကြီးမားတဲ့စံတမ်းမှုတစ်ခုပါပိုဆိုတာကကျမတို့ရဲ့ကြီးမားဆုံးပြန်တက်ကအင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်နေတာပဲဗေဒီပါစိတ်ခံတဲ့စိတ်ကများဒီစုကိုမျက်စိကြနေလို့လေမစ္စတာဖန်နဲ့ကျမတင်တစ်ခုရထားပါတယ်အဲ့ဒါကဒီပါမန်စိတ်ဟုတ်ပါဘူး Starling Group ကဖြစ်နေပါတယ် Starling Group ကဒီ project ကိုတေချာပေါက်ရယူဖို့ဆုံးဖြတ်ထားပြီးသားမို့သူတို့ပဲနိုင်လိမ့်မယ် Mr. Starling ကိုယ်တိုင်မိတ်ထားတာပါသူတို့ကဒီ project ကိုသုံးပြီး Starling Group ရဲ့ထိပ်တန်းစိန်ခံနိုင်တဲ့ကိုမိတ်ဆက်ဖို့စီစဉ်နေတာ Mr. Van နဲ့ဒီနေ့အတွက် Mr. Starling နဲ့ထိပ်ကပ်တွေ့မယ်ဆိုရင်ဒါကရှုံးမဲ့တိုက်ပွဲပဲ Green Plaza ဒုတိယအဆင့်ကတကယ်တော့ဒီနေရာကောင်းပါလေနည်းနည်းအနှံ့ဝေးပေမဲ့တိုင်ဆိုင်မှုကတော့အများကြီးနေပါတယ်ပြီးတော့ Starling Group နဲ့လည်းထိုက်ဆိုင်ဖို့လိုတော့ဘူးပေါ့ကျမတို့ရဲ့ပြည်ပြန်အစစ်နေရတဲ့တိတိကျကျရဲဆိုတဲ့အယူအဆလုံးဝမရှိဘူးစီးပွားရေးစီစဉ်ကိုပုံပြီးပြည့်စုံအောင်ပြင်ဆင်မှာပေါ်ရရဲ့လုံးဝအတုံးကောင်းတဲ့အားသာချက်ကိုကျမမြင်နေတယ်ရန်ကုန်တွေကိုပြန်ပြတ်ချက်ပါအနားရေးဆုံးကကျမတို့ရဲ့ရင်းနှီးမြှုပ်နှံတွေကိုဆက်သွယ်ပြီးလေလံဆွဲအားကိုအချိန်လေးမြင့်တင်နိုင်ဖို့တည်တည်ထားပါဟုတ်ကဲ့ပါမစ္စတာနဲ့အချိန်ကဒီလိုလိုချင်တယ်ဆိုမှတော့ရှေ့မှာဘာရေးချင်းရှိရဲကြကြရပါပေါ့
ဒီပွဲကိုဆွေးနွေးပွဲပေါ်မှာပဲဆုံးဖြတ်ပေးကြမယ်လူကြီးမျိုးရှင်ကတော့စတာလင်ယူရဲ့အဆိုပြုတော်ပြီးဆုံးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဟာစတာလင်ယူရဲ့ဘာလုံးဆိုင်ရာ channel တွေကိုတုံးချပြီးဒါကိုအားရှိရဲ့ကြီးမားဆုံးဖြစ်ပြီးဦးတန်းရောင်းဝယ်ရောက်တူဖြစ်လာအောင်ပေါ်ပေါ်သွားမှာပါအဲ့ဒါကတော့လုံးဝအတုံးတောင်းနဲ့ရင်းနှီးအားသာချက်ဖြစ်ပြီး Green Plaza အတွက်စတာလင်ရဲ့အာမခံချက်ဖြစ်ပါတယ်စီးပွားရေးရပြန်လည်ရရှိတဲ့အကျိုးမြတ်ပိုင်းမှာမစ္စတာစတာလင်ရဲ့အဆိုပြုချက်ကတကယ်ကိုအပြစ်ပြောစရာမရှိပါဘူးအများဆုံးရှောက်ပေးနိုင်ကြတာလည်းအံ့ဩစရာကောင်းပါတယ်ဒါပေမဲ့နိုင်ငံကြီးလို့ရှိရင် Green Plaza စင်တာဆိုတာ200ကြီးသမိုင်းဝင်ဆောက်အုံတစ်ခုအနေနဲ့ငွေကြေးမပြတ်တာပါဘူးသူတို့အနေနဲ့ဒီမျိုးရဲ့အမိုင်းနိုင်ငံတွေကိုပြန်လည်လွှတ်ထားစေတဲ့ယဉ်ကျေးမှုဆိုင်ရာဝိနည်းတစ်ခုပဲဖြစ်ပါတယ်။အော်ယာရဲ့အဆိုပြုချက်ကတော့အရှိတိုင်းကုန်ထုတ်လုပ်မှုလူပညာပြတဲ့တစ်ခုကိုဖန်တီးပြတဲ့ပုံစံတွေ့ကြုံတဲ့ဆိုင်ဆိုင်တိစောက်ဖြစ်ပါတယ်။ပြတဲ့ပုံစံယူဆတာထောက်ကောင်းပါတယ်။ဒါပေမဲ့ဒီမလာစာကတစုရဲ့ပြည်စီကလည်းရမယ့်ဝင်နဲ့အများဆုံးကိုလိုအပ်တာ။ယဉ်ကျေးမှုဆိုင်ရာခံစားချက်ကမင်းကျွေးနိုင်လား။တေချာပေါက်ကျွေးနိုင်တာပေါ့။အော်ယာကဝေစားတွေပဲရောင်းချနေတာမဟုတ်ပါဘူး။အရှိတိုင်းသားဆိုင်ရာတရှိရတဲ့တစ်ခုပြတာနေတာဖြစ်ပါတယ်။ယဉ်ကျေးမှုရဲ့ချက်ကိုခံစားရင်ဒါကဝေစားတဲ့တက်တက်ဖို့တော့ပဲကိုယ်ပိုင်ရဲ့ခံစားချက်တစ်ခုဖြစ်လာစီမှာအရင်းတွေနဲ့စောက်ထားတဲ့ရောက်ွက်တူဟာပိုပြီးတစ်တဲ့ရင်းတွေနဲ့အစားထိုးခံရမှာဖြစ်ပါတယ်။ဒါပေမဲ့စီးပွားရေးကနေစိတ်အင်ဂျင်ကိုပြိုးထောင်ပေးပြီးတမိုင်းကြောင်းတွေကိုခက်တဲ့သားရဲ့ဘဝထဲမှာရှင်းတဲ့ခြင်းကတကယ်အစားထိုးရတဲ့ရေရှည်ကမ်းတဲ့ရောက်ွက်တူဖြစ်လာမှာမစ္စတာစတာလင်ဒေါ်လာတန်းချီတဲ့ project တူဆုံးရှုံးသွားလို့အရှက်မခံနိုင်ဖြစ်ပြီးကားပါကီထဲမှာကျမကိုလာချောင်းရောက်ဖို့ကြံစီနေတာလားကျမကိုအနိုင်ကျင့်လို့လားစတာလင်ရဲ့ writer ဘုတ်ဖွဲ့ဝင်ကတော့အခုလောက်ဆိုစီးဝေးခံနေမှာနှလုံးစိတ်တွေတောက်နေရတော့ပြီးရုပ်ချောချောလေးတစ်ခုအတွက်နဲ့ပွဲကိုလုံးဝဖျက်ဆီးလိုက်တဲ့ကျွန်တော်ကိုလူလို့ပြောနေကြမှာပဲအားလားရှင်ဒီနေ့စပေါ်မှာကျမကိုတမင်သက်အချော့ပေးရတာတော့ပြောနေနော်ကျမတို့ဒီကနေတာကိုလည်းလက်ခံနိုင်လို့ရှုံးတာကိုလည်းရင်ဆိုင်နိုင်တယ်ကျမအောင်ဆုံးရတာတနန်းနာတာခံရတာပဲလုံးဝမဟုတ်ပါဘူးမစ္စတာလင်မင်းရဲ့အဆိုပြုတာကငင်းပလာစာရဲ့ရေရှည်ပြိုးလုပ်ပြန်မှုအတွက်ကျွန်တော်ရဲ့အဆိုပြုတာတက်တကယ်ကိုကောင်းပါတယ်ကျွန်တော်တို့တွေအင်အားချင်းပေါင်းနိုင်မယ်ဆိုရင်ရှုံးရတာကိုကျွန်တော်လုံးဝကြည့်ရပါတယ်လဲလာချီလားဒါဆိုရင်မစ္စတာစတာလင်ဒီအောက်ထိကျမနောက်ကိုလိုက်လာပဲပေါ်ထမှာရှင်းပွဲကိုသွားပြီးစိတ်အေးအောင်လုပ်ပေးရတယ်မစ္စဘန်နဲ့ကိုလာပြီးဂါရောပြိုကျွန်တော်စောင့်နိုင်လို့ပါဥမျိုးနေကိုလိုပါဘူးကွန်ပျူတာစကားကိုပဲလက်ခံလိုက်တယ်ဒါပေမဲ့မစ္စဘန်ကဒီနေ့အရန်လှုပ်ရှုံနေတယ်ကျမအဖွဲ့နဲ့အောင်ပွဲခံပါတီလို့ကိုအမြင်ပြန်အောင်မယ်ဒါကြောင့်မစ္စတာစတာလင်ကျေးဇူးပြုပြီးခေလေးပါကျမရှမ်ပိန်ဖောက်ပါဘူးလာမတားပါနဲ့မစ္စတာလင်အောင်ပွဲခံပါတီဆိုမှတော့မိသားစုဝင်တွေလည်းလိုက်ရမလားမစ္စတာစတာလင်ရှင့်ကိုကျမရဲ့ Uber driver ဖြစ်ခိုင်းလိုက်ရင်မင်္ဂလာပါရှင်ရချင်းထားတာရှိပါလားရှင်ငါကလေးနဲ့တွေ့ချင်လို့ပါငါရဲ့မျိုးကစတာလင်မင်္ဂလာပါမစ္စတာလင်မစ္စတာနက်ကမှုဆောင်စည်းဝေးပြီးရုံရှိပါသေးတယ်သူရုံထဲမှာရှိပါတယ်ကျေးဇူးပြုပြီးကျမတို့ကိုလိုက်ခဲ့ပေးပါမစ္စတာနက်မဒန်စတာရောက်နေပါတယ်ကောင်းပြီမင်းသွားပြပြီဥက္ကဋ္ဌကြီးကျေးဇူးပြုပြီးထိုင်ပါပြီးခဲ့တဲ့အချိန်လက်ပိတ်တောင်းနေမှာငါဒီလက်ပိတ်ရဲ့နေကိုပေါင်ပြခဲ့တာမှတ်မိတယ်တနေ့တောင်ပြည့်သေးဘူးအချိန်တွေကပြောင်းပြန်ဖြစ်သွားခဲ့ပြီးနောက်ဘဝတန်တဲ့ရှောင်းလုံးမှာလူငယ်ခက်တော်တွေလို့ကိုကိုခဲ့တာဒါပေမဲ့ကုန်ကျချင်းများရရမယ်ဆိုတဲ့ဆွဲကငါမျက်စိကိုလုံးဝဝင်စီခဲ့တယ်ငါလက်နဲ့လည်းအားရရဲ့ဘဝကိုဖြစ်စီလို့မလို့ကလိုကြီးငါရဲ့အစိုးရကမနထောင်မှုတွေနဲ့တိတ်ကလုတ်ခဲ့တဲ့အရာအလုံးအတွက်နင့်ကိုငါတောင်းပန်ပါတယ်စိတ်ကောင်းပါဘူးကျမကိုတောင်းပန်ဖို့လိုပါဘူးနင်ကကိုနာကြည့်ဘူးလားအန်တီလာတောင်းပန်မိတဲ့ရောက်ဆိုရင်ကျမစိတ်ဆိုးမိမှာဒါပေမဲ့အန်တီကစတာလင်တို့ရဲ့ကြီးရဲ့ရောက်ဖြစ်ပြီးမျိုးဆက်ဝင်းတွေကိုကာဝယ်ဖို့ကအန်တီတောင်းလေဒါကြောင့်ကျမနေရာမှာဆိုရင်ဒီလိုမျိုးပဲဆက်သက်မိမှာအားသားရဲ့အညီကအကယ်ကိုထက်မြက်တာပဲတမိမှာလေဒီလိုညောညမျိုးရှိနေတာစတာလင်သားဆိုရင်တမိကိုလက်လက်လိုက်ရရင်အကြီးမားဆုံးဆုံးရှုံးဖြစ်လိမ့်မယ်ပြီးတော့ဒီလက်တော့ကအာတော့ဘွားကအဲ့ဒီတော့ကငါ့ကိုကိုယ်တိုင်ပေးခဲ့တဲ့စတာလင်သားစုရဲ့အမွေလေးလက်တော့ပါဒါကြောင့်ခုတော့ဒါကိုတမိလိုဒီပြပြပေးရမယ့်အချိန်တည်းဒါပေမဲ့တမိကငါ့ကိုမစ္စတာလင်လို့ခေါ်ဖို့ဆန္ဒရှိရဲ့လားကျေးဇူးတင်ပါတယ်မစ္စတာလင်ပြီးတော့ဒီနေ့လိုဘလို့ဖြစ်လာအောင်အပြည့်ထန်ဆုံးအခြေအနေတွေနဲ့တမိကိုပုံပေးပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကပုံမှန်စီးပွားရေးပြန်ဆိုင်မှုမဟုတ်တော့ဘူးဒီနေ့တကယ်တည်းတင်ပဲကျွန်တော်တို့ဆိုင်ရဲ့ order ပဲဖြစ်မှုက80ရာခိုင်နှုန်းထိထိုးတက်သွားပြီကျွန်တော်တို့ရဲ့ထေပန်မှုပေးသူအားလုံးကစာချုပ်ပဲဖြစ်ကြောင်းအကြောင်းကြားစာကိုဥပဒေပေးပို့လာကြတယ်သူတို့ကရန်ကြီးသုံးစာကိုပေးလို့ပြီးစာချုပ်ကိုတစ်ဖက်သက်သိမ်းဖို့ဆန္ဒရှိတယ်လို့ဆိုကြတယ်လက်စတာရဲ့ဟာတရုတ်ဒီလာဆိုင်ရာဥထားပါထုတ်လုပ်လိုင်းညာအားလုံးအတွက်ဈေးနှုန်းစင်စာတီးပေးဖို့သူကိုယ်တိုင်အမိန့်ပေးခဲ့တာကျွန်တော်တို့ဒီလုံယုံနဲ့လက်တွဲလာကြပြီလေသူတို့ကဒိတ်ခါကိုလုံးဝပြီးစိုက်ကြတော့ဘူးလားဒါနဲ့ကလေးဘူးဒီဇိုင်းဌာနကအဓိကဒီဇိုင်းနာ၃ယောက်ကိုလည်းလက်စတာကစီးရုံခေါ်ယူသွားပြီအခုကျွန်တော်တို့ရှင်းနောက်ပြန်ညှက်ပိတ်တိုက်ခိုက်ခံရပြီးမထိတ်ကြပါနဲ့မိုးပြုံကြသေးပါဘူးဒီလေနောက်ထပ်တဲ့တွေကိုချက်ချင်းပြပြလိုက်ပါဥပဒေအရဌာနကိုအလုပ်ပြန်ရဘောတူညီချက်ရဲ့နောက်ကျောင်းရဲ့အေးယူအပိုက်ပဲကိုစတင်ပြောလိုက်ပါရော်ကြီးတွေဓာတ်ချက်မှရှော့ပေးစီတဲ့ကျန်းတောင်ပိုင်းဒေသနဲ့တောင်အမေရိကမှာရှိတဲ့ရန်တန်ဘိုးတွေကိုဆက်သွယ်လိုက်ပါကျွန်တော်တို့အထည်တွေကိုအပြည့်အဝပြန်ဖြစ်ထားဖို့လိုတယ်ဖက်ရှင်ရှိုးကိုပျက်စီးခံနိုင်ဘူးနောက်ကျသွားပါပြီမစ္စတာနက်လက်စတာကသူတို့ရဲ့ဥရောပလုံးစုကြီးကစင်ကျွန်တော်တို့ကိုကမ္ဘာလုံးဆိုင်ရာပုံချမ်းပိတ်ဆို့မှုကိုလှုပ်ဆောင်လိုက်ပြီးကျွန်တော်တို့ကိုထင်ရောင်းရအောင်ကြည့်တားဆီးထားတာတရုတ်ရစကားမတူရှိရဲ့ကိုယ်စင်ချက်ပိုပြီးလန်းလန်းချင်းအကြောင်းပေါ့ဒီနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာစနစ်ကြီးတွေမှာခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုနောက်ခံရှိရင်ကိုယ်ပိုင်မဲ့စိတ်လို့ခေါ်တဲ့အရာတွေကတဲပေါ်မှာဆောက်ထားတဲ့ရဲတိုက်တွေလိုပဲ
ထိလိုက်တာနဲ့ပြိုလဲသွားမှာမကြသေးခင်ကလက်စတာရဲ့ကြီးမားတဲ့ဈေးနှုန်းချပြမှုတွေနဲ့ကုန်ကျန်းထုတ်လုပ်ရေးထုတ်လုပ်မှုလိုင်းတွေကိုအပိုင်ဝင်လိုက်တာကပြည်တွင်းမဲ့စိတ်အများစုကိုဒေဝါလီခံရမယ့်အခြေအနေကြီးဖြစ်စေတယ်။ဒါကတမန်ရဲ့နည်းဈေးကွက်ချက်စီလုပ်ငန်းလောကကြီးအုပ်တောင်ဟုတ်လားစီးပွားရေးရဲ့ဘောတရားကငါကြီးကငါလေးကိုစားတာပဲလေဒီလောက်တာမှန်မုံတိုင်းလေးကိုတော့ခံနိုင်ရင်သူတို့ကဒီဝိုင်းမှာထိုင်ဖို့တန်ပါဘူးဥပမာပြောရရင်အရေးကြီးရှာတဲ့မစ္စတာကလိုရီမင်းနဲ့ပေါ့ခင်ဗျားတို့ကုမ္ပဏီရဲ့စိတ်ကပိတ်ထားရတာ၃ရက်ရှိပြီလို့ကြားတယ်နောက်လာမယ့်၃ပတ်အတွက်ထဲဆောက်ကိုတတိုက်တောင်ရနိုင်တော့မလားပေါ်ရအနေနဲ့ဒီဆောင်းရာလေးကိုဖြစ်ကြနိုင်ပါမလားမစ္စတာဘင်းနဲ့ဘောတူနေဆိုရင်လက်စတာကအနားညာရတဲ့အနေနဲ့ဒေါ်လာတန်း50နဲ့ခင်ဗျားတို့ရဲ့အမှတ်စိတ်ကိုဝယ်ပေးနိုင်ပါတယ်ဒေါ်လာတန်း50ကမစ္စတာစမစ်ရှင်ကစီးပွားရေးချင်းဝတ်မရှိရင်လည်းပါပဲအမှတ်စိတ်တူရဲ့တန်ဖိုးကိုကဲဖြတ်နိုင်တဲ့မျှော်မြင်လည်းရှိဘူးပဲကလိုရီချင်းကိုခက်ခဲအောင်လုပ်ပါနဲ့အော်ယာအရှိတိုင်းရဲ့အလှတရားကိုကိုစားပြတာဒီနေ့စီဝါကနေဝေးပွားလာတဲ့တူလေးတော့ဥဒန်ကိုဝိုင်းမှန်ပြီးဖြစ်တဲ့ရှင်လူစီဝါရေးတာတဲ့ရောက်ရှိမှာကျမတို့ဘယ်တော့မှဒူးထောင်မှာမဟုတ်ဘူးလုံးဝတော့ချမ်းသာကြောင်းမှုရှောင်းမှာစိတ်ခံစားချက်ဆိုတာအုံးမတန်ဘူးခင်ဗျားထဲဆောင်ဝယ်နိုင်တဲ့ကျွန်တော်ကိုဘယ်လိုကြိုက်လဲနိုင်ငံတကာစီးပွားရေးက10မိနစ်လောက်နောက်ကျသွားလို့သူရဲ့ကောင်းတရားဒုက္ခရောက်နေတဲ့မိန်းကလေးကိုကယ်တင်ဖို့အတွက်တော့နောက်ကျလေးပါဘူးအချိန်ကကွက်တည်ပဲမစ္စတာစမစ်ရှင်နဲ့မိမိလာလားဒီဒီပေါ်မှာအကောင်းဆုံးဒီဇိုင်နာတွေရှိတာမဟုတ်ပဲစတာလင်ရီဝက်လည်းရှိရဆိုတာကိုမစ္စတာစတာလင်ရီဝက်ရဲ့အဓိကစီးပွားရေးကအထည်လေးကုန်ထုတ်လုပ်ကဏ္ဍတွေမှာပါဝင်ပါဘူးမိန်းကလေးတယောက်အတွက်နဲ့စီးပွားရေးစီးတွေကိုဖောက်ဖျက်ပြီးဒီလိုချုပ်ပေးတဲ့ကိစ္စတွေဝင်ပါတော့လို့လားကျွန်တော်ကစီးပွားရေးသမားတယောက်ပါတေချာပေါ့အမြင်ရမယ့်အင်းညွန့်တဲ့မျိုးပဲလုပ်တယ်စတာလင်ရီဝက်ကိုစားပြုပြီးကျွန်တော်တရားဝင်ကြေညာချင်တာကစတာလင်ရီဝက်အနေနဲ့အော်ယာမှတ်စိတ်နဲ့အဆုံဆိုင်ရဲ့မဟာဗျူဟာမြောက်မိဖက်ဘောတူချက်ကိုလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်မစ္စတာစတာလင်အော်ယာကထဲစားတိုက်တောင်ဝင်နေတာပါသူတို့နဲ့ပေါင်းပြီးလေးရောင်းလို့လားလွန်ခဲ့တဲ့နိုင်ဝက်ကပဲစတာလင်လီဝက်ကတောင်ပိုင်းဒေသရဲ့ထိပ်ထိပ်ထဲလေးလုပ်ငန်းကြီး၃ခုလုံးကိုအပိုင်ဝင်လိုက်ပြီးဒီနေ့ကစပြီးစတာလင်လီဝက်ရဲ့ထောက်ပံ့ရေးမစ္စတာအော်ယာအတွက်အကန့်အသတ်မရှိပြေဝဝင်လင်းသွားပြီမင်းသွားပြီပဲမင်းကတူလုံးမှာရှိတဲ့လက်စတာဂရုရဲ့တူလုံးကိုစစ်ကြေညာနေတာပဲမစ္စတာစမစ်ခင်ဗျားတို့ရဲ့ဌာနချုပ်ကိုသွားပြောလိုက်ပါခင်ဗျားတို့ရဲ့ဒေါ်လာဘီလီယံကြီးရဲ့ငွေတွေအချင်းကုန်သွားမလားဒါမှမဟုတ်စတာလင်လီဝက်ရဲ့နောက်ဆုံးကြီးတမိုင်းစင်လာကြီးပဲပြိုလဲသွားမှာဆိုတာကြည့်ကြတာပေါ့မစ္စတာမင်းနဲ့မစ္စတာစတာလင်မီဒီယာတွေကတော်ရီမင်းနဲ့ဒီနေ့လိုအောင်မြင်ဖို့စတာလင်လေးကအန်ဒီလေးတွေကပြောနေကြပါတယ်အဲ့ဒီအော်လို့လုပ်ပြန်စေရှင်ကျမတို့ဒီလိုဖြစ်လာကြတာကျွန်မစိတ်လေးပြည့်ပြည့်ရတဲ့ဇိုင်းပုံစံထောင်းများစွာကြောင့်အော်ရဖွဲ့ထားရဲ့ရေရွက်နိုင်တဲ့အေးတရားတွေနောက်ကြောင့်လည်းဟုတ်ပါတယ်စတာလင်လေးကထူးချွန်တဲ့ဘက်တစ်ခုဖြစ်နေကျမရဲ့ကျေးဇူးရှင်တော့ဘယ်တော့မှမဟုတ်ပါဘူးမစ္စတာစတာလင်မစ္စတာမင်းရဲ့စကားကိုသဘောတူပါလားအော်ရအတွက်နဲ့ဥရောပအရင်းတွေနဲ့အလုံးစုံစစ်ဆေးဖို့စတာလင်လေးရဲ့ writer ဖွဲ့ကတကယ်လည်းကောင်းကောင်းမရှိဘူးလားခင်ဗျာစတာလင်လေးကရှုံးရမယ့်အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးအမျိုးသမီးတယောက်ကိုစိတ်ကြည်စက်စီကိုကုမ္ပဏီရဲ့နာဂတ်ကိုတောင်းချချက်ဖို့လိုတာတော့သိကြပါတယ်အော်ရရဲ့နားနာနဲ့မစ္စတာမင်းရဲ့စားလို့မရနိုင်တဲ့ပါရမီကစတာလင်လီဝက်ကအကြီးကျယ်ညှိနှိုင်းနေရတဲ့သူတွေတော့အကြောင်းပြချက်ဖြစ်ပါတယ်။ဒါကြောင့်မစ္စတာမင်းနဲ့အချင်းကြီးမဟာဗျူဟာမြောက်မိဖက်ခင်ရတာကစတာလင်လီဝက်ရဲ့ကုန်စရာတူပါ။နိုင်ငံတကာလာတန်ကိုစီစဉ်ဖို့ရုံးကိုပြန်သွားမယ်လို့ပြောထားတာမဟုတ်ဘူးလား။အစည်းအဝေးကိုရွှေ့လိုက်ပြီးဒီနေ့အတွက်လုပ်ကိစ္စတွေကုန်ပြီးသွားပြီ။ဒါပေမဲ့ကိုရေးကိုယ်ကိစ္စတွေကိုတော့တို့နှစ်ယောက်ကြားထဲမှာပဲရှိနေတယ်။မစ္စတာစတာလင်ရှင်ကအမြဲတမ်းအလုပ်များနေတာပဲ။ဒါဆိုရှိရင်မိဖက်အစ်စ်ကျမနဲ့ဆွေးနွေးစရာဘလို့ကိုရေးကိုယ်ကိစ္စမျိုးရှိနိုင်လို့လေအကယ်၍အမြင်ကွဲဝင်မှုအကြောင်းဆိုရင်တော့ကျမလက်လက်တောင်လျှော့ပေးမှာမဟုတ်ဘူးနော်။အမြင်ကွဲဝင်အကြောင်းပြောပါနဲ့တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုအားလုံးအကြောင်းပြောကြရအောင်ဒီနေ့မှာ Starling Group နဲ့ Oya ကခိုင်မာတဲ့စီးပွားရေးမိတ်ဖက်တွေဖြစ်နေကြပြီးဒါကိုဘယ်ပြင်ပလူမှထုတ်ခိုင်းနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒါကကိုယ့်အတွက်လုံးဝမသေးဘူးလူနှစ်ယောက်ရဲ့ဘဝတွေကထာဝရတွင်တွဲသွားစီခြင်းကိုယ့်ကိုလက်ထပ်လား Starling သားစုရဲ့တူရီတော်အထားတာတော့ဖြစ်နေအာသာ Starling ရဲ့ဘဝလုံးစာတူရီတော်ထာဝရလက်တွဲပေါ်ဖြစ်ပြီလားလက်ထပ်ပါရဲ့ Mr. Starling